mon bon no sia chama bale sia silo thang tia ho re ha chama khon a ya ra le ba le so praise and worship ချီးမွမ်းတဲ့အချိန်မှာပေါ့နော်တကယ် revival နိုးထမှုကြီးဖြစ်လာတယ်တဲ့တနေရာမှာပေါ့နော်အဲ့ဒါဘာဖြစ်လို့ဖြစ်တာလဲဆိုတာကိုသူတို့ရှာတဲ့အချိန်မှာချင်းတအားမျိုးလို့လားဘာဖြစ်တာလဲဆိုတာသူတို့ကိုရှာတဲ့အချိန်မှာပေါ့နော်အိုးတော့မှာပေါ့နော် PowerPoint ကင်တဲ့ကောင်လေးတယောက်ကပေါ့နော် PowerPoint ကင်တဲ့ကောင်လေးတယောက်ကတကယ်ပဲသူ့နှလုံးသားစိတ်နှလုံးအကျွမ်းမဲနဲ့ပေါ့သူ့အသက်တာတစ်ခုလုံးနဲ့အဲ့ဒီ PowerPoint ကိုကင်ပြီးတော့ဖះအတွက်ပါဝင်တဲ့ချိန်မှာဖះသခင်ကအဲ့ဒီချင်းမွန်ကိုးကွယ်တဲ့နေရာမှာဖះသခင်ကနိုးထမှုဖြစ်စေတယ်ဆိုတာကျွန်မတို့တွေ့ရတယ်အဲ့ဒီအရာလေးကိုကျွန်မကြည့်တဲ့ချိန်မှာကျွန်မတအားခွန်အားရတယ်ဒါကြောင့်ဒီမှာလာတဲ့ယောက်ျားတဲ့တယောက်စီတိုင်းကလည်းစိတ်နှလုံးအကျွမ်းမဲ့ချင်းမွန်ရအောင်ဘေးနားလူတွေကိုပဲလူတွေအတွက်ချီးမွမ်းတာမဟုတ်ဘူးပေါ့နော်ကျမတို့ကဖះကိုတကယ်ချီးမွမ်းတာဖြစ်တယ်ကျမတို့ချီးမွမ်းလို့ရှင်ဖះသခင်ကကျမတို့အသက်တာထဲမှာဝမ်းမြောက်ခြင်းအသက်တာရရှိလာမှာဖြစ်တယ်ပြီးရင်လူတွေရဲ့မျှော်လင့်ခြင်းရှိတဲ့နေရာဖြစ်လာမှာဖြစ်တယ်လေထုကျမတို့ရဲ့လေထုကြီးလည်းပြောင်းလဲလာမှာဖြစ်တယ်ကောင်းသောအရာတွေနဲ့ပြည့်စုံတဲ့နေရာဖြစ်လာမယ်ဒါကြောင့်ကျမတို့ပြီးတော့ကျမတို့စိတ်နှလုံးထိန်ချတဲ့အသက်တာပုံမရရှိလာမှာဖြစ်တယ်ဆိုတာကိုအနေငယ်တိုက်တွန်းခြင်းနဲ့ဒါကြောင့်ကျမတို့ဒီနေ့ချီးမွမ်းတဲ့ချိန်မှာစိတ်နှလုံးအကျွမ်းမဲ့နဲ့ချီးမွမ်းရအောင်နှလုံးသားကောင်းဆုံးနှလုံးသားနဲ့အကောင်းဆုံးအရာနဲ့ချီးမွမ်းရအောင်ဆရာဆန်တိုးပြောတဲ့အရာပေါ့နော်ကျမခွန်အားတစ်ခုလေးရတာအဲ့ပေါ့ဖះတခင်ကိုဘာနဲ့ချီးမွမ်းမလဲတကယ်အကောင်းဆုံးအရာကျမတို့အကောင်းဆုံးအတန်နဲ့ကျမတို့အကောင်းဆုံးဂီတာနဲ့ကျမတို့အကောင်းဆုံးတော့အဝတ်စားတွေနဲ့မဟုတ်ဘူးလားအဲ့ဒါတွေနဲ့ဖះကိုချီးမွမ်းကြပါတဲ့ဖះကိုချီးမွမ်းပါဖြစ်တယ်လောကမှာရှိတဲ့လူတွေကတကယ်လောကလူတွေတားရီတောင်အထက်လူကြီးတွေလာရင်တောင်မှအကောင်းဆုံးအရာနဲ့တွားကြိုးဆိုရတယ်ကျမတို့အသက်ရှင်တဲ့ဖះကျမတို့ကိုခရေထေကကယ်တင်တဲ့ဖះသခင်ကျမတို့စိတ်နှလုံးအကျွမ်းမဲ့ကျမတို့ခန္ဓာစိတ်ဝိညာဉ်ကယ်တင်တဲ့ဖះသခင်ကိုကျမတို့ကောင်းဆုံးအရာနဲ့ချီးမွမ်းမှာဖြစ်တယ်တဲ့ဆရာစံတိုးကပြောတာပလတ်စတာအဆုပ်ဂီတာပလတ်စတာနဲ့နော်ပလတ်စတာတွေနဲ့ကတ်ထားတဲ့အရာတွေနဲ့ချီးမွမ်းမှရမှာမဟုတ်အကောင်းဆုံးဂီတာအကောင်းဆုံးအရာနဲ့ချီးမွမ်းဖို့ဘုရားသခင်ကအလိုတော်ရှိတယ်ဆိုတာအနေငယ်တိုက်တွန်းနှိုးဆော်ခြင်းပါတယ်ခုချိန်မှာကျမတို့ praise and worship ကိုအချိန်ပေးမှာဖြစ်ပါတယ်လို့ဟာလေလုယာဒီနေ့ကျွန်တော် worship leader မရှိတော့ကျွန်တော်ပြန်မတရရတော့မှာဆိုတော့အဲ့ဒီဖက်မှာမြင်နေ worship ဝတ်နာပါတဲ့သူတွေရှင်နေလဲကူညီကြပါနော်ဘာဖြစ်ဒီနေ့တော့ကျွန်တော်ပဲပြန်လေပြီးတော့မတရမှာဖြစ်တယ်ဒီနေ့ကျွန်တော်ပထမအဆုံးတည်ဆုံမဲ့ချင်းကတော့ကျွန်တော် hymn တရားချင်းနံပါတ်197တာရွေးနီးအန်ဟာဆွေးတော်မူပါကျူဆိုတဲ့တခြင်းဖြစ်တယ်ကျွန်တော်တခြင်းဆိုတဲ့အခါကျရင်တခြင်းတွေအားလုံးဟာတရားဟောချက်တွေဖြစ်တယ်ဆိုတော့ဒီဥစ္စာကဘာလဲဆိုတော့ကျွန်တော်နေ့တိုင်းကျွန်တော်ရဲ့အသက်တာမှာဖျားသခင်ကသူ့ဖက်မှာဆွဲခေါ်လို့တယ်သူနဲ့နီးစေခြင်းတယ်ကျွန်တော်ကဝဲဝဲနေရာကိုပဲတွားတယ်စာတန်ကျွန်တော်ကိုဖျားနဲ့ဝဲဖို့ဆွဲခေါ်တယ်လောကအရာနဲ့ဒါမဲ့မဟုတ်ဖျားတော့ကျွန်တော်ကိုသူနဲ့နီးဖို့အမြဲတမ်းဆွဲခေါ်တာဖြစ်တယ်ဒါကြောင့်ဒီချင်းအဖြစ်ကျွန်တော်ပြန်လဲပြီးတော့ဖျားသခင်ကိုချီးမွမ်းကြရအောင်အားလုံးထိုင်ရနေပဲအတူတူဒီဆိုရအောင်Koromu tango Koromu tango Jano jayawi Goro chi chango ni Yongji shipiko Domya tapyan te Chero yima nilui Koro tekan God
လာ14ရက်နဲ့လောက်ကဆိုရင်ကျွန်တော်အရှိလေပိုင်းမှာဆိုရင်ဟိုရင်တော့ဆိုရင်တော့ဖះကိုကိုးကွယ်ကြတယ်အဲ့ဒါကျွန်တော်ယေရုရှလင်ဗိမာန်တော်ကိုတွားကြတယ်အဲ့ဒါမှာဖះကိုချီးမွမ်းကြတယ်ရစ်ပလင်တီးပြီးမှသူတင်ငယ်အသွေးတွေနဲ့သူတို့ကအပြစ်ဖြစ်ရရစ်တွေပူဇော်ကြတယ်အဲ့ဒီနေ့မှာဘာတွေတချင်းဆိုကြတယ်လဲဆိုရင်ဖះသခင်ကသူတို့ကိုအီဂျစ်အေကိုတူဘီယာနဲ့သူတို့ကိုဆွဲခေါ်တော့ကအဲ့ဒီမှာအီဂျစ်မှာတေချင်းကနေသူတို့ကိုကယ်တင်ခဲ့တဲ့ဖះကိုအမြဲတမ်းချီးမွမ်းကိုးကွယ်ရမယ်နေ့တိုင်းချီးမွမ်းရမယ်ဆိုတဲ့တခြင်းအတိုင်းပဲဆာလံ130ခွန်ကိုချီးမွမ်းကြတယ်လူမျိုးပေါင်းတော့ဖះကိုချီးမွမ်းကြပါအဲ့ဒီတခြင်းတွေကိုတီးဆိုပြီးမှဖះကိုရစ်ပို့တယ်အဲ့ဒါကသူတို့အတွက်အမြင့်မားဆုံးချီးမွမ်းကိုးကွယ်ခြင်းရစ်ဆိုပြီးတော့ဒီဆာလံ130ခွန်ကိုသူတို့ကဒီစုလက်ရှိတဲ့အရာဖြစ်တယ်ဘာဖြစ်လို့လဲအကြောင်းမူကထူထောက်ဖျားငါတို့ကိုအေကုတုဂျုံကနဲ့တေချင်းထဲနဲ့ကျွန်တော်ကိုကင်းနှုတ်တဲ့အတွက်ကြောင့်ကျွန်တော်ထောက်ဖျားကိုချီးမွမ်းကြပါဆိုတဲ့တခြင်းကိုသူတို့ချီးမွမ်းကြတယ်ဒီနေ့လဲကျွန်တော်ကိုကယ်တင်တဲ့ဖျားသခင်ယေရှုတို့ကိုကျွန်တော်အတူတကွပြန်လဲပြီးတော့ချီးမွမ်းအားလုံးမတ်တရပြီးတော့အာရပါရလူမျိုးအပေါင်းတို့ဆိုတဲ့တခြင်းနဲ့ကျွန်တော်ချီးမွမ်းရအောင်အားလုံးလက်ခောက်တီးအောင်လူမျိုးပေါင်းတို့ထောင်ရပြချီးမွမ်းကြလို့လူတွေပေါင်းတို့အလုံးချီးမွမ်းကြလို့အချောင်းကငါတို့နိုင်ကြည့်ယူနာတို့ချီးမွမ်းလိုက်ထောင်ရပြတစားတို့ဒီစေတဲ့လူမျိုးပေါင်းတို့ပြန်လဲချီးမွမ်းရလူမျိုးပေါင်းတို့ကျွန်တော်အတွက်အရေးကြီးဆုံးအရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုရင်ခရစ်တော်ရဲ့အသွေးဖြစ်ပါတယ်ဒီနေ့မိတ်ဆွေတင်တဲ့ကျွန်တော်နဲ့ထာဝရတရဖွဲ့အတွက်လုံလောက်တာကခရစ်တော်ရဲ့အသွေးတော်ပဲဖြစ်ပါတယ်ဟာလေလုယာယေရှုအသွေးတော်ကနဲ့နောက်ထပ်ဘာမှကျွန်တော်အတွက်ထာဝရတရမလို့တော့အတော့ဘူးဒါကြောင့်ယေရှုရဲ့အသွေးတော်လုံလောက်တယ်ဆိုတဲ့ချီးမွမ်းခြင်းနဲ့ကျွန်တော်အတူတူပြန်ပြီးတော့ချီးမွမ်းရအောင်ယေရှုရဲ့အသွေးတော်လုံလောက်တယ်ဆိုတဲ့ချီးမွမ်းနဲ့ပြန်ပြီးတော့ဖျားနေပို့ရအောင်
ကျွန်တော်တချင်အနေနဲ့လည်းခက်နေလို့ကျွန်တော်တချင်ထဲမှာကျွန်တော်အနှစ်သက်ဆုံးဒီတချင်ကကျွန်တော်ဂျေဇုတော်မှာတပါဆိုတဲ့တချင်လေးဖြစ်တယ်ဒီဥစ္စာကအမြဲတမ်းဒီတချင်တည်ဆူတိုင်းကျွန်တော်အတွက်ကိုယ်ရဲ့ဂျေဇုဟာတကယ်ပဲလုံလောက်တယ်ဆိုတာကျွန်တော်အမြဲတမ်းဒီတချင်ခံဆိုတဲ့အတိုင်းကျွန်တော်နည်းနည်းလောဘတက်တဲ့ခါတိုင်းမှာလဲအိုးကိုယ်ရဲ့ဂျေဇုဟာငါ့အတွက်လုံလောက်ပါလားဆိုပြန်လဲပြီးတော့ကျွန်တော်ပြန်မြင်စေတဲ့တချင်လေးဖြစ်တယ်ကျွန်တော်အားလုံးအတွက်တကွာဒီတချင်လေးပြန်လဲပြီးတော့ချီးမွမ်းကြရအောင်ကျေးဇူးတော်ဆင်ခြင်ပြမဒီချင်းပြန်လဲပြီးတော့ဒီဆိုကြအောင်မိတ်ဆွေကိုယ့်ရဲ့အခြေအနေကိုမကျေနပ်ပဲနဲ့ဖြစ်နိုင်သလားဒီနေ့ကိုယ့်ရဲ့ကျေးဇူးတော်ပြန်လဲရင်တွက်လိုက်ပါတကယ်ကျေးဇူးတော်တက်တွက်လုံလောက်ပါပါဟာလေလုယာကျွန်တော်တက်တွက်
ချိန်မှာကျွန်တော်အစီအစဉ်အစည်းအဝေးကိုအစပြုဆူတောင်းပေးဖို့ရန်အတွက်ကျွန်တော်ဒီကုဆိုင်ကိုကျွန်တော်ဖိတ်ခေါ်ရအောင်အလိုဝေပြစ်တော်နော်ဘုန်းတော်နဲ့ကံတော်အနန္တဉာဏ်တော်အနန္တနဲ့ပြည့်စုံတော်မူသောသာသမီတယောက်စီတိုင်းကိုချစ်ခင်ကြည်ဆိုင်ကျင်နာယူရတော်မူသောချစ်တော်ဖဖျားသခင်ကိုရောရဲ့ကျေးဇူးတော်ကြောင့်ယနေ့ဝိပုစည်းဝေးဆောင်ရွက်ရခြင်းဖြစ်တဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဝိပုစည်းဝေးဆောင်ရွက်ဖို့အတွက်အစအလယ်အဆုံးတိုင်အောင်ကိုတော်လိုက်ပါဆောင်ရွက်ပေးပါအုပ်ဆိုးတော်မူပါတန်ရှင်းသောဝိညာဉ်တော်နဲ့ထိတွေ့လမ်းပြတော်မူပါပါဝင်သူအရောက်တယောက်စီတိုင်းမှာကိုတော်ရဲ့မေတ္တာကရုဏာတော်ဖြင့်ဒီအစည်းအဝေးဝိပုကိုချောင်းပွေစွာဆောင်ရွက်နိုင်ရန်အတွက်ကိုတော်ကိုစက္ကပ်လူတန်းပါတယ်စက္ကပ်ပြီးဆောင်ရွက်ခြင်းဖြစ်ပါတယ်ချစ်တော်အဖဖျားသခင်ယေရှုနာမနဲ့ဆုတောင်းပါတယ်စက္ကပ်ပါတယ်အာမင်အလုံးပြန်ထိုင်ရအောင်ကျွန်တော်ကိုဘေးနာနှစ်ယောက်လောက်ကိုဖျားရှင်ကောင်းကြည့်ပေးပါစေလို့ကိုတငယ်ချင်းမဟုတ်ဘဲနဲ့ကိုနောက်နဲ့ကိုရှိတယောက်ယောက်ကိုတယောက်နှစ်ယောက်တောင်းယောက်ကိုလက်ဆွဲနောက်ဆက်ကြရအောင်ဟာလေလုယာကျွန်တော်ဒီချိန်မှာကျွန်တော်တဘာပတိစီမှာကျွန်တော်အစီအစဉ်ပြန်ပေးမှာဖြစ်တယ်ကျမတို့တပင်တိုင်းတည်ဆူဖို့ရန်အတွက်လွန်ဘော်ဂျင်းကိုယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်ကောင်းကင်တကားဆိုတဲ့ဂုဏ်တော်သခင်အဖင်ခွန်အားယူကြရအောင်more
နာမတော်တာရွေးကောင်းချီးပေးပါစေ တပတ်တာလုံးကျွန်တော်အသက်တာကိုဂျာမဆော်လံပြပူဆောင်တဲ့ဖျက်ရှင်နာမတော်တိုင်ပုံကြည့်ပါစေအားလုံးကဒီဘောပဲလဲဆောင်ရကြပြီထင်တယ်နော်အဲ့ဒါကျွန်တော်ဒီအမတ်တရားလက်ဆောင်လေးတွေဖြစ်တယ်ဒီဥစ္စာလေးကအဖို့လေးကအလကားလောက်ထားတာမဟုတ်တဲ့ဥစ္စာဒီဖုန်းတွေပါတွေပုတ်ဖို့ပေါ့နော်ဖျားချောင်းထဲမှာတော့ပုတ်ဖို့မဟုတ်ဘူးပေါ့နော်အိမ်မှာပဲပုတ်ဖို့ပေါ့နော်ဒီဥစ္စာလေးပါလာတယ်ဖြစ်တယ်ဒါဟာတင်းတော်ကနေအခုတော့ဒီနေ့မှစားလောက်ထားတာဆိုတော့အားလုံးလက်ဆောင်ရတာနောက်ဆိုရင်ကျွန်တော်ပထမဆုံးပါဝင်တဲ့သူတွေကိုပဲကျွန်တော်တင်းလူကြီးတွေဥက္ကဋ္ဌတွေကဘေတော့မှဖြစ်တယ်ဒီဥစ္စာကိုပထမပါဝင်တဲ့သူတွေကိုပေါ့နော်ဆိုတော့ကျေးဇူးတင်တယ်ဒီနေ့ဟာတကယ်ပဲမင်္ဂလာရှိတဲ့နေ့ဖြစ်တယ်ဒီနေ့မှဆိုရင်လည်းကျွန်တော်ဒီအတင်းဝင်ဖို့မိသားစုနှစ်စုကလည်းအတင်းဝင်ကသူတို့ကရှောက်ထားတာရှိတယ်ဆိုတော့ဒီနေ့မိသားစုနှစ်စုလည်းဝင်ဖို့ရှိတယ်ပြီးတော့တခြားသူတွေလည်းဒီအတင်းဝင်ပေါ့နော်ချင်းတဲ့သူတွေအားလုံးကဟုတ်ပါတယ်ရှိပါတယ်ဒါပေမဲ့ကျွန်တော်ကမကြင်ညာတဲခင်မှာသူတို့ကဝင်ဖို့အစဉ်တင်ဖြစ်တယ်ဆိုတော့ဒါသူတို့အတွက်လောက်ထားတာဖြစ်တယ်ပြီးတော့ဒီဥစ္စာမှာတကယ်လို့ဒီဒါကတော့ဘာဖြစ်ကျွန်တော်ရဲ့ member ပေါ့နော်ဒီအထက်မှာကျွန်တော်ရဲ့မိသားစုတစုရဲ့ member ဖြစ်တဲ့အတွက်တကယ်လို့ဝင်ချင်တယ်ဆိုရင်လည်းကျွန်တော်ဒီဆူတောင်းချက်ဆိုတဲ့ဒီကျွန်တော်ရဲ့ bulletin ရဲ့နောက်နားလေးမှာလွတ်တဲ့တနေရာမှာပဲဖြစ်ဖြစ်ကျွန်တော်ဒီမိသားစုနာမည်လေးနဲ့မိသားစုစင်းလေးတွေကိုပေါ့နော်ဒီမှာရေးပြီးမှနောက်ပတ်ချက်ရင်ဒီ member certificate of membership ဆိုတဲ့ဒီ member card လေးကိုကျွန်တော်ယူမှာလောက်ပြမှာဖြစ်တယ်ဆိုတော့ဒါဒီနေ့တကယ်ပဲမင်္ဂလာရှိပါတယ်ပြီးတော့ဒီနေ့မှာကျွန်တော်လူကြီးတွေလည်းကျွန်တော်ရှိနေပြီးအထူးသဖြင့်ဒီနေ့ကိုဂျိုဆက်လည်းပါလာနိုင်တယ်ဆိုတော့တကယ်ကျေးဇူးတင်တယ်ဆိုတော့ဒီနေ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့လူကြီးအစ်စ်တွေအဲ့ဒါမှကျွန်တော်ကျွန်တော်လူကြီးတွေကကျေးဇူးပြုပြီးတော့ဆရာမနေစားအဲ့ဒီဟိုလေးကိုပြလိုက်ပါအောက်ကဆာရွက်ကိုပြလိုက်ပါအဲ့ဒါလေကျွန်တော်ဒီဆာရွက်ကတော့အားလုံးတော့ရမှာမဟုတ်ထင်တယ်ကျွန်တော်ရွေးထားတဲ့တင်းလူကြီးတွေအစည်းအဝေးတက်တဲ့တင်းလူကြီးအားလုံးမှာရမှာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေရာမှာကျွန်တော်ဆရာဆန်လုံးမန်ပြီးတော့ဦးယောဟန်ထွန်းဥက္ကဋ္ဌဦးကျော်စိုးမင်းဒုဥက္ကဋ္ဌပြီးတော့ဦးတင်ဆွေအတွင်းမှုဦးရွှေကီတွေ့ဖက်အတွင်းမှုဘာနာထင်းကဆရာမမေရီရင်လက်ထောက်ဘာနာထင်းကဆရာမနေစာထွန်းဦးကုနေဦးကကျွန်တော်တင်ထောက်လူကြီးကုဆိုင်တင်ထောက်လူကြီးဦးရမင်းထွဲတင်ထောက်လူကြီးဦးထွန်းစုကိုတင်ထောက်လူကြီးပြီးတော့ကိုဟင်းလှိုင်ဦးသူကမီဒီယာပေါ့နော်ပြီးတော့ဒီကျွန်တော်ဒီမှာကျွန်တော်ရွေးချယ်ထားတဲ့ဒီမှာအစည်းအဝေးမှာကျွန်တော်ရွေးချယ်ထားတဲ့ဒီကိုဂျိုဆက်တို့ကျွန်တော်တင်းလူကြီးတင်ထောက်လူကြီးတွေအနေနဲ့ဒီနေရာမှာကျွန်တော်မြန်မာအစီအစဉ်လေးမှာရွေးကောက်ထားတာလူအနေနဲ့ရွေးကောက်တယ်လို့လည်းတော့ဟုတ်တယ်ဒါပေမဲ့အမှန်တကယ်တော့ဒီနောက်ွယ်မှာဖျားတင်ကျွန်တော်ကိုရွေးကောက်ထားတာဖြစ်တယ်ဆိုတော့ဒီအလုပ်မှာကျွန်တော်ကဘာမှထူးထူးခြားခြားတော့အလုပ်ဆရာတော့အသိမရှိပေမဲ့ဒီနေရာမှာလူကြီးတယောက်အနေနဲ့ဆူတောင်းပေးမယ်ပေါ့မယ်ဆက်ကပ်ပေးမယ်ဆိုရင်ကိုယ့်ရဲ့မိသားစုလောက်ငန်းဆောင်တာကိုဖျားတင်ကောင်းကြည့်ပေးမှဖြစ်တယ်ပြောချင်တာကအလုပ်ထဲမှာကျွန်တော်ဒီလောကမှာလောက်ထားတဲ့ဒီအရာရှိတောင်မှအရန်ကျွန်တော်တအားထင်ကြီးတယ်ဒါပေမဲ့ဒီလောကအရာရှိထက်ပိုပြီးတော့ကြီးမြတ်တဲ့ဖျားသခင်ရဲ့အမှုတော်မှာပါဝင်တာတမျက်စိလဲတဲ့နေရာမှာတာဝန်ကျတာတောင်မှတိတ်ပြီးတော့ခေါင်းကြီးဖြစ်တဲ့အတွက်ဒီနေ့ရွေးချယ်ထားတဲ့သူတွေဟာအင်မတန်မှကံကောင်းတဲ့သူတွေဖြစ်တယ်ဖျားသခင်အတွက်အမှုတော်ပါဝင်ခွင့်ရတာကလောကမှာပညာရှိအများကြီးဖြစ်ပေမဲ့ရှိပေမဲ့ဒီနေ့တင်နေကျွန်တော်ကိုဖျားသခင်ရွေးနှုတ်တာတကယ်ပဲဖျားသခင်ရဲ့ကျေးဇူးတော်ဖြစ်တယ်ဆိုတော့ဒီချိန်မှာခဏလေးကျွန်တော်ဆုတောင်းခြင်းအစီအစဉ်လေးကိုခဏလေးလောက်ရအောင်ကျွန်တော်ကျေးဇူးပြုပြီးတော့ဒီနေ့မပါဝင်နိုင်တဲ့သူတွေရှိတယ်။ဥပမာကျွန်တော်ဒီအတွင်းမှုတော့ဆိုရင်လည်းဒီနေ့သူတို့အလုပ်ရှိလို့မပါဝင်နိုင်ဘူးဆိုတော့ဒီနေ့ပါဝင်နိုင်တဲ့သူတွေကိုကျွန်တော်ခဏလေးကိုရှိမထွက်ရင်တောင်မှကိုရှိတဲ့နေရာလေးမှာပဲမတည့်ရပေးပြီးတော့ခဏလေးဆူတောင်းဆက်ကပ်ပေးဖွင့်အတွက်ကျွန်တော်ဖိတ်ခေါ်ပါတယ်။ပထမဆုံးအနေနဲ့ဦးယောဟန်ထွန်းကျေးဇူးပြုပြီးတော့မတည့်ပေးပါဦးကျော်စိုးမင်းမတည့်ရပေးပါခဏလေးပြီးတော့ဦးရွှေကီခဏမတည့်ရပေးပါဦးတင်ဆွေကရှိလားမရှိဘူးထင်တယ်ပြီးတော့ဆီယမမေရီရင်
ပြီးတော့ဆီယမနေစာထွန်းပြီးတော့ဝေကိုနေဦးကမလာဦးထင်တယ်နော်ဒီနေ့ကိုနေဦးကပြက်ကွက်နေတယ်ကိုနေဦးပြီးတော့ကိုဆိုင်ကျေးဇူးပြုပရမတဲပေးပါဦးရေးမင်းထွေးကဒီနေ့လာမယ်လို့ပြောမယ်သူမလာဝင်နိုင်ထင်တယ်ကိုထွန်းစုကိုကျေးဇူးပြုပြီးတော့ကိုဟင်းလိုက်ဦးမလာနိုင်ဘူးကိုဂျိုဆက်ကျေးဇူးပြုပရခဏမတဲပေးပါသူတို့အတွက်ကျွန်တော်ဒီချိန်မှာခဏလဲကျွန်တော်ဆူတောင်းဆက်ကပ်ပြမှာဖြစ်တယ်အားလုံးစိတ်ထဲကနေပဲသူတို့အတွက်ဆူတောင်းပေးကြပါနော်ကျွန်တော်ခဏသူတို့အတွက်ဆူတောင်းပေးအောင်မြတ်တာအဆုံးအနန္တတကူနဲ့ပြည့်စုံတော်မူသောဖရာယနေ့ဤနေရာမှာမတရကြသောဖရာတာသမီများဟာဒီနေ့ကျွန်တော်ဒီအသင်းလူကြီးများအနေနဲ့ကျွန်တော်ရွေးကောက်တင်မြှောက်ထားတဲ့သူတွေဖြစ်ပေမဲ့လူတွေရဲ့အကြံစီရဲ့နောက်ွယ်မှာဖရာသခင်ရဲ့ပေးထားတဲ့အကြံဖျားသခင်ရဲ့အတီးပြုတ်ခြင်းဖျားသခင်ရဲ့ဘေးသိပ်ပေးခြင်းဖျားသခင်ဘေးသိပ်စီပေးခြင်းအင်မတန်မှအရေးကြီးတဲ့အတွက်ယနေ့ကိုရရှင်ပြမတရကြသောသူတွေဟာဇနုတ်ဒီအသင်းတော်အစပြုတ်တဲ့နေရာမှာအသင်းလူကြီးအနေနဲ့ဩကိုရရှင်ဖျားယနေ့ရွေးချယ်ခွဲခန့်တော်သူဟာကိုရရှင်ဖျားဖြစ်တဲ့တာမကကိုရရှင်ဖျားဒီသူတို့နဲ့အတူပါရှိလေနောင်တစ်ချိန်မှာအသင်းတော်ဟာခါမြို့မှာအင်မတန်မှကြီးမားသောအသင်းတော်တစ်ပါးလည်းဖြစ်နိုင်တဲ့အတွက်foundation အနေနဲ့ယနေ့ရွေးချယ်ထားသောအစပြုအနေနဲ့ရွေးချယ်ထားသောဒီတင်းလူကြီးများအားလုံးကိုကိုရရှင်ဖျားကောင်းကြီးပေးလေလောကနဲ့ဆက်ဆိုင်သောဉာဏ်ပညာဝိညာဉ်ရဲ့နဲ့ဆက်ဆိုင်သောဉာဏ်ပညာအဖြစ်ဒီလူကြီးများကိုကျွန်တော်ရွေးချယ်ထားတဲ့တင်းလူကြီးများအားလုံးကိုကိုရကောင်းကြီးပေးပါအထူးသဖြင့်ကိုရသူတို့ကိုအတိမတ်ပြုလေကိုရသူတို့ကိုကောင်းကြီးပေးလေဒီမိတ္တရာဒီအသင်းတော်အတွက်ကိုရရှင်ဖျားဤကောင်းလူဒီတင်းလူကြီးများအဖြစ်ကောင်းကြီးဖြစ်စေပါโอ้คริสเตียนพระเยซูติเนี่ยยเนี่ยคริสเตียนพระตัวอาเพียงโคโรนังโลเจเปียนเสเลตัวอาเพียงลุมยาสวดเดวันยาเชงเงินแต่เชงขันซาเลอีติลุจิมยาอาเพียงสิ่งยดอกขยดอตัวเรเงินแต่เชงขันซาเลดอกขยดอตัวเรกุญยมาซานัยโดติลุจิมยาเพียงนัยพลุงหาตัวล้วนเนี่ยโดกูกายะจามายกูกายะเงียบปิงยาตามกะโลกาสิสิงเนี่ยปัตเตโดฉันตาจวยว่าเชงกูเลยอีตาติมีโอเปตนาบามีเจ้าตัวกูเลยเยซูให้กองจีเปบาเรโอ้คริสเตียนพระยเนี่ยโอคุรยะตาจโนมิโอกะเล็ดทิ้งไปรตัวอาลงကိုကောင်းကြီးไปบิตัยไปเรนอกကွယ်မှာဖျားသခင်သူတို့ကိုအတိမတ်လျက်ယနေ့ကနဲ့စပြီးတော့ကိုရရှင်ဖျားတစ်နှစ်တာလုံးကျတော့လိုက်လျှောက်တဲ့အခါမှာသူတို့အားဖြင့်ကိုရရှင်ဖျားဒီအတင်းတော်ကောင်းကြီးဖြစ်စေပါမည်အကြောင်းဆုတောင်းဆက်ကပ်တဲ့အခါမှာကယ်တင်ပါရှင်ယေရှုဖျားနာမကိုပြုချင်အဖြစ်အလုံးယူတဲ့ဆိုနဲ့ဆုတောင်းဆက်ကပ်ပေးကြရမယ်ဆိုတော့ဖျားအာမင်အလုံးလက်ခောက်တီးပေးပြီးတော့ကျူဆိုပေးကြရအောင်ကျွန်တော်ဒီနေ့ကကျွန်တော်အလူထိုင်လို့ရပါပြီဆိုတော့ကျွန်တော်ဒီနေ့အလှငွေနဲ့ဆေးပုတ်ဖို့ရေတွက်ပေးဖို့ရန်အတွက်ကျွန်တော်အခုမင်းအတိအစီအစဉ်ပြည့်တဲ့ခါကျရင်ကိုမင်းနဲ့ကိုထွန်းစုကိုကတော့ကျွန်တော်ဒီအလှငွေကိုကျွန်တော်အလှငွေနဲ့ဆေးပုတ်ဖို့ကိုရေတွက်ကိုညီပေးကြပါဒီတင်းလူကြီးတယောက်ကကျွန်တော်ရေပြီးမှလက်မှတ်ထိုးပြီးမှကျွန်တော်ဘာနာထင်းကသူတို့ပိတ်ဆိုင်ကထင်းထင်းမှဖြစ်တယ်နောက်ဆိုတော့အတင်းတစ်ထောင်နှစ်ထောင်လဲထိမ့်ထိမ့်နိုင်တယ်ပြောလို့မရဘူးပေါ့နော်လောလောဆယ်ကတော့ဘယ်လောက်ရှိလဲတော့မပြောသေးပါဘူးဘာနာထင်းကပြုံးတော့ပြုံးနေတယ်ဆိုတော့အခြေအနေကောင်းတယ်ထင်တယ်လောလောဆယ်တော့လက်ဖက်တောက်နိုင်တယ်ဆိုတော့အစီအစဉ်ပြမှာဘာမှတော့ပူစရာမရှိဘူးဆိုတော့တကယ်ကျေးဇူးတင်တယ်နောက်ဆိုရင်ကျွန်တော်ဒီမှာလူတစ်ကလေးတွေလည်းလာမှာဖြစ်တယ်သူတို့လာတဲ့အခါကျရင်လည်းဒီတင်းလူကြီးများအနေနဲ့ဒီကျွန်တော်ဘောပင်လင်းနဲ့ကျွန်တော်ဒီစာအုပ်လာတခုခုလက်ဆောင်သူတို့မတည့်ရတဲ့ခါမှာဘေးကနေအမြန်ဆုံးကူညီပြီးတော့ပေးဖို့ရန်အတွက်အားလုံးကိုမေတ္တာရခံချင်ပါတယ်ဆိုတော့ဒီချိန်မှာကျွန်တော်ဒီအသင်းဝင်ဖွဲ့အတွက်ကျွန်တော်ဒီအသင်းဝင်လျှောက်တဲ့မိသားစုနှစ်စုအတွက်ကျွန်တော်ဆုတောင်းမှာဖြစ်တယ်သူတို့ရဲ့ခင်ပွန်းတွေကကျွန်တော်ဝန်ထမ်းဆိုတော့သူတို့မလာရောက်နိုင်တဲ့အတွက်သူတို့ရှိတဲ့သူတို့ရဲ့ဟောနေပဲမိသားစုနဲ့ပဲကျွန်တော်ဆုတောင်းပေးမှာဖြစ်တယ်ကျေးဇူးပြုပြီးတော့ကိုနေမျိုးထွန်းနဲ့မအေးတီတာတို့မိသားစုပေါ့နော်သူတို့ကဒါရင်မင်ထွန်းနဲ့တမီနန်တီထွန်းသူတို့တာသမီနှစ်ယောက်ရှိတယ်ပြီးတော့ဒီမှာ online ထိုင်တဲ့ဒေါ်နေစာထွန်းတမီကຫນွေချယ်ရီမေတစင်ဦးဆိုတော့တယောက်တည်းရှိဆိုဒီမိသားစုနှစ်စုကျေးဇူးပြုပြီးတော့ရှေ့မှာခဏလေးထွက်ပေးပြီးတော့ကျွန်တော်ခဏလေးဆုတောင်းကောင်းချီးပေးမှာဖြစ်တယ်ခဏလေးရှေ့ထွက်ပေးဖို့အတွက်ဖိတ်ခေါ်ပါတယ်ကျွန်တော်ကိုထိုင်တဲ့နေရာကနေပဲသူတို့အတွက်ဆုတောင်းပေးကြရအောင်ဒီနေ့ဒီမိသားရမှာဒီမိသားစုတွေအဖြစ်တကယ်ပဲဖျားတင်ကောင်းကြီးမင်္ဂလာခံစားဖွယ်အတွက်ဒီမိသားစုအတွက်လည်းကျွန်တော်ဖျားတင်ရှိမှကျွန်တော်တို့တကွာဆုတောင်းပေးကြအောင်ခဏလေးဆုတောင်းကြပါစို့
မြတ်တာတော်ရှင်ဖျားယနေ့ကိုရရှင်ဖျားရဲ့အသင်းတော်အတွက်ကိုရရှင်ဖျားမိသားစုတစုအနေနဲ့ကိုရရှင်ဖျားရဲ့နိုင်ငံတော်ကျေပြန့်ဖို့အလို့မှာယနေ့ဆက်ကကြတဲ့ဒီမိသားစုနှစ်စုအတွက်ယနေ့ကိုရရှင်ဖျားကျွန်တော်တို့ကိုရရှင်ဖျားလက်တော်တုတ်ဒီမိသားစုနှစ်စုနဲ့ပတ်သက်ပြီးတော့အတူတူကဆုတောင်းและကျေးဇူးတော်ချီးမွမ်းခြင်းပါတယ်ယနေ့ကိုရရှင်ဖျားအစပြုတ်နေတဲ့ဒီကျွန်တော်တို့ Grace Myanmar Fellowship မှာယနေ့ကိုရရှင်ဖျားဤမိသားစုနှစ်စုအားဖြင့်ကိုရောဘုံတော်ထင်ရှားလဲဤမိသားစုနှစ်စုအားဖြင့်ကိုရောနိုင်ငံတော်ခြေပြန့်နိုင်ဖို့အလို့ငါဒီမိသားစုနှစ်စုကိုအုတ်တစ်ချက်တဲတပွင့်အနေနဲ့ကိုရရှင်ဖျားအသုံးပြုလဲ။အိုကိုရရှင်ဖျားသူတို့မိသားစုသူတို့ရဲ့စာဝတ်နေတာမှာကဤမိသားစုကိုရဲ့အသင်းတော်ကိုပါကြီးထွားစေနိုင်သောမိသားစုဖြစ်နိုင်ဖို့အလို့ငါဤမိသားစုများအားဖြင့်ဤအသင်းတော်မှာဖျားသခင်ဘုန်းတော်ထင်ရှားစေလဲ။အိုကိုရရှင်ဖျားဘုန်းတော်ခံစားနိုင်ဖို့လို့ငါဒီမိသားစုနှစ်စုအားဖြင့်ဤမိသားရကိုကိုရောယနေ့ဖြစ်ဆွက်လက်ကောင်းကြီးပေးမိဖြစ်တဲ့အတွက်လည်းကိုရောနာမတော်ချီးမွမ်းတယ်။ယနေ့ကိုရရှင်ဖျားကျွန်တော်မိသားစုနဲ့အတူတကွတလုံးတဝဖြစ်ဖွယ်အတွက်ဆက်ကကြတဲ့အခါမှာကျွန်တော်အတူပို့အမြဒုက္ခအတူတကွခံစားတကယ်တော့ကောင်းကြီးမင်္ဂလာလည်းအတူတကွခံစားမှဖြစ်တဲ့အတွက်ကျွန်တော်လာမယ့်အသက်တာမှာကျွန်တော်ခရစ်တော်ရဲ့မြတ်တာတော်ထဲမှာတလုံးတဝဒီမိသားအဖြစ်အတူတကွလက်တွဲလဲ။အော်ကျွန်တော်မိသားစုတစုအနေနဲ့ရှောက်လှမ်းမှဖြစ်တဲ့အတွက်အိုကိုရရှင်ဖျားဘုန်းတော်ထင်ရှားစေတော်မိသားစုဝိမြတ်ဖြစ်နိုင်ဖို့လို့ဟာယနေ့ကျွန်တော်ဆူတောင်းခြင်းဆက်ကခြင်းဒီမိသားစုနှစ်စုရဲ့နဲ့ကျွန်တော်ဒီအသင်းတော်ရဲ့မိသားရဲ့ဖွဲ့ခြင်းကိုဆက်လက်ပြီးတော့ကောင်းချီးပေးပါမိအကြောင်းနဲ့အိုခရစ်ရှင်ဖျားဤမိသားစုနှစ်စုရဲ့အသက်တာစာဝနေရမစသူတို့ရဲ့လူအနေသောအရာအလုံးစုံကိုရရှင်ဖျားလက်တော်ဆက်ကလေးကိုရိုတာလင်တိုးထင်းရှင်ဖြစ်တဲ့အတိုင်းယနေ့ဒီမိသားစုနှစ်စုရဲ့နောက်ွယ်မှာကိုရရှင်ဖျားမမြင်နိုင်တော့ဘေးမြောက်များစွာမှာကိုရရှင်ဖျားလုံးချုံစွာကိုရောဒီမိသားစုနှစ်စုကိုကွယ်ကာမဆပါမိအကြောင်းတိုးထင်းရှင်ဖြစ်သောကိုရောရဲ့လက်တော်ဆက်ကဆုတောင်းတဲ့အခါမှာယေရှုဖျားနာမကိုမြှုပ်ပြုခြင်းအပြင်အလိုရည်တဲ့ဆိုတဲ့ဆုတောင်းကြပါရမည်ဆိုတော်ဖျားအာမင်အားလုံးလက်ခောက်တီးပေးပြီးတော့ကျူဆိုကြအောင်ဖျားရှင်ကောင်းကြည်ပေးပါစေဖျားရှင်ကောင်းကြည်ပေးပါစေကျွန်တော်ဒီအားလုံးကအမြဲတမ်းဒီမှာပါဝင်ဆက်ကတဲ့သူတွေဆိုတော့လေဒီဖြစ်နိုင်တယ်ဆိုရင်ဒီဖောင်လေးတွေကအခုနကျွန်တော်ပြောတဲ့ bulletin ရဲ့နောက်ွယ်လေးမှာလေရေးထားပေးပြီးတော့လေကျွန်တော်မိသားစုတစုဖြစ်တဲ့အကြောင်းကိုဒါဘာမှတော့မဟုတ်ပါဘူးဒီမိသားစု certificate ကပေါ့နော်ဒါပေမဲ့ဒါကကျွန်တော်ဒီစရင်ထဲမှာကျွန်တော်ထည့်ချင်တဲ့တက်ကြောင်းပါကျွန်တော်ဒုက္ခအတူတကွခံစားမယ်ပြီးတော့ဒုက္ခလည်းအတူတကွခံစားကြမိသားစုနဲ့တလုံးတဝဖြစ်မယ်ဆိုတဲ့ကလည်းပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ခုနကပေးဖို့မေ့သွားတယ်ကျေးဇူးပြုပြီးတော့ဆရာထွန်းစုဆိုတော့ကျွန်တော်ချိန်ရတာနည်းနည်းများသွားပြီထင်တယ်ဆိုတော့ဒီနေ့အတွက်တော့ဒီလောက်ပဲဖြစ်ပါလိမ့်မယ်ဆိုတော့အခုနောက်ထပ်အစီအစဉ်ကကျွန်တော်အလှငွေအတွက်ထင်တယ်နော်အလှငွေအတွက်ဆိုတော့အလှငွေဆက်ကပ်ပေးဖို့ကို Isaac ဖြစ်မယ်ထင်တယ်အလှငွေကောက်ခံပေးမယ်တမင်းနှစ်ယောက်ကိုနေရာယူပေးပြီးတော့အလှငွေအတွက်ဆူတောင်းပေးမယ် Isaac ကိုဆူတောင်းပေးဖို့ဖိတ်ခေါ်ပါတယ်ဆူတောင်းတဲ့ချိန်မှာဒီမှာကျွန်တော်တပင်တိုင်းတစ်ချိန်နဲ့ပြန်လိုက်ပြီးတော့ဖျားသခင်ကိုချီးမွမ်းမှာဖြစ်တယ်အလုံးစုံဆက်ကကြရအောင်ဖဖျားဒီနေ့ကျေးဇူးတင်တယ်ဒီနေ့ဒီနေရာမှာဒီအသင်းတော်ထဲမှာကိုရောမြန်မာတော်အထက်မှာဒီနေ့တိုးဝင်ရတဲ့အခွင့်ကိုရောပြည့်စည်ပေးတော့ကြောင်းကျေးဇူးတင်တယ်ဒါတမကားတို့ဒီနေ့ကိုရောရဲ့မြန်မာတော်အထက်မှာတိုးဝင်တဲ့အခါမှာအချင်းကြီးမဟုတ်မနဲ့ကိုရောနိုင်ငံတော်တို့ကိုရောဘုံတော်တို့ဒီနေ့အလုံးငွေဆက်ကပါတယ်ကိုရောဒီနေ့ထဲဝင်ကြတဲ့အရောက်စီတဲ့အသက်တာထဲမှာကိုရောရဲ့နိုင်ငံတော်တို့ကိုရောဘုံတော်တို့ကျေပြတ်ဖို့ဖြစ်စေပါထဲဝင်ကြတဲ့အရောက်စီတဲ့ပုံမှာလဲငေသက်ချင်းဝမ်းမြောက်ချင်းပြောရရှိကိုရောတရှိသောဝိညာဉ်အဖြစ်တူထီပေးပါဒါရမကားတွေကိုဒီနေ့စေဖို့တဖို့ဖြစ်ပါဝင်ကြတဲ့တာသမီးအရောက်စီတဲ့အသက်တာထဲမှာလဲသူတို့အသက်တာအဖြစ်အဥတီပူဇော်တဲ့ခါမှာသူတို့အသက်တာထဲမှာသူတို့လုပ်ငန်းခွင်ထဲမှာကိုရောမမြင်နိုင်တဲ့ကောင်းကြီးမင်္ဂလာနောက်ွယ်ကနေသူတို့မိသားစုအသက်တာထဲမှာဖြည့်ဆည်းဖို့ကြံစည်ရလက်ဆိုးတွေလှုပ်ရက်တွေနောက်ွယ်ကနေငွေချင်းနဲ့ပတ်သက်တဲ့နေဆိုးတွေနောက်ကိုကနေကိုတော့ဖေရှားပေးပါတာဆွတောင်းပေးပါတယ်ကျေးဇူးတော်ကြည်လာပါတယ်ဝတ်ခိုင်ပြီးတခင်ယေရှုနာမ၌ဆွတောင်းဆက်ကအပ်နေပါတယ်ဖဖျားသခင်အာမင်လူဘိုင်းနဲ့အဖွဲကိုအကုန်တော်ချီးမွမ်းရယေရှုနာမ၌ဖိတ်ခေါ်ပါတယ်
အတွက်ဖြန့်ရှင်တော်ကြည့်ပေးပါစေ။ ကျွန်တော်တို့အတူတကွဆူတောင်းကြဖို့ပေါ့နော်ဆူမတောင်းခင်လေးမှာကျွန်တော်ကျမ်းပိုက်လေးတစ်ချက်ဖတ်ချင်ပါတယ်ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး6အငယ်25ထို့ကြောင့်ငါဆိုသည်ကားအဘယ်သို့စားတော့ရမည်ဟုအသက်အဖို့မစိုးရင်ကြနှင့်အဘယ်သို့ဝဲရမည်ဟုကိုယ်အဖို့မစိုးရင်ကြနှင့်အစာထက်အသက်တည်မြတ်တည်မဟုတ်လောအဝတ်ထက်ကိုယ်တည်မြတ်တည်မဟုတ်လောလို့ကျွန်တော်တို့ကိုရှင်မသက်ခရစ်ဝင်ကျမ်းကနေပြီးတော့ဖော်ပြထားတယ်ဖတ်တော့တဲ့ကျမ်းချက်ပေါ်မှာဘုရားသခင်ကောင်းကြီးပေးပါစေကျွန်တော်တို့အတူတူကဆူတောင်းကြဖို့ကပထမဦးဆုံးကျွန်တော်တို့နိုင်ငံတော်အတွက်ပေါ့နော်ဆူတောင်းကြအောင်ဘာလို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံတော်မှာအခုဆိုကိုဗစ်ရောဂါစစ်ပေးအကုန်လုံးကြုံနေရတယ်အဲ့ဒီဟာတွေကျွန်တော်တို့အများဆုံးလို့မြောက်ဖို့ဆူတောင်းရအောင်ပြီးလို့ရှိရင်ကျွန်တော်တို့တောထဲမှာရောက်နေတဲ့စစ်ပေးရှောင်တွေအတွက်ပေါ့နော်ဘလို့ပြောကျွန်တော်တို့ကဒီမှာနေနိုင်တယ်စားနိုင်တယ်တောက်နိုင်တယ်ခွင့်ရရှိတယ်တောထဲမှာရောက်နေတဲ့သူတွေကတချို့တွေတော်တော်ကြီးကိုအစင်မပြေဖြစ်တော်တော်ခက်ခဲဖြစ်နေတဲ့သူတွေလည်းအများကြီးရှိတယ်သူတို့အတွက်လည်းအစင်ပြေဖို့ဆူတောင်းရအောင်ပါပြီးလို့ရှိရင်ကျွန်တော်တို့missionary တွေအတွက်ပေါ့နော် missionary သွားနေကြတဲ့သူတွေကဟိုတောကြီးတောင်ကြီးထဲမှာသွားပြီးတော့ဖះဒေသနာတွေသွားပြောနေကြတယ်ဖះရဲ့နှုတ်ကပတ်တော်တရားတွေသွားဝေမျှနေကြတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဘာမှမလုပ်ဘူးကျွန်တော်ပြောခဲ့တယ်လို့ပေါ့ကျွန်တော်တို့ဆိုလို့ရှိရင်တကယ်ဆိုးမိုက်တဲ့လူတွေဒီလိုမျိုးအေးဆေးနေတဲ့အချိန်မှာ missionary သွားနေတဲ့လူတွေကျွန်တော်တို့ဆရာတွေအတွက်ဆူတောင်းပေးရအောင်ပြီးရင်ကျွန်တော်တို့ pastor တွေအတွက်ဆူတောင်းပေးရအောင်ပြီးရင်ကျွန်တော်တို့ဒီဖះเจ้าအတွက်လည်းဆူတောင်းရအောင်တကယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမိတ္တဟာယပြုနိုင်တာဆိုလို့ရှိရင်ကျွန်တော်တို့ဖះနေမှာပြင်ဆင်ပေးတဲ့ဒီဖះเจ้าလေးရှိလို့ကျွန်တော်တို့ဒီမှာလောလောဆယ်မိတ္တဟာယပြုနိုင်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါအတွက်လည်းဒီဖះเจ้าအတွက်လည်းလုပ်ပေးရအောင်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနာရှိတဲ့မိသားစုဝင်တွေအကုန်လုံးမိတ္တဟာယဆက်ပြီးပြုနိုင်အောင်ဘေးမတီးရထောင်မှာရောက်တဲ့သူတွေတိုင်းကလည်းလူဆိုးမှချင်းကနေပြန်ပြီးလွတ်မြောက်နိုင်အောင်ကျွန်တော်တို့ဆူတောင်းပေးအောင်ဆေးရုံရောက်နေတဲ့နာမကျန်းတဲ့သူတွေအကုန်လုံးပြီးရင်မိခင်တွေမနေတော့ဆိုလို့ရှိရင်ကျွန်တော်တို့နယ်ဘက်မှာမိခင်တယောက်ကအဲ့ကလေးမမွေးနိုင်လို့ဆုံးသွားတယ်အဲ့လိုမျိုးပေါ့ဆရာမမရှိတဲ့နေရာဆိုတော့အဲ့လိုမျိုးတွေဖြစ်တဲ့အတွက်ကြောင့်အဲ့လိုမျိုးတွေမိခင်တွေအတွက်လည်းဆူတောင်းပေးကြအောင်ဖះပြောတယ်တောင်းလို့ငါပေးမီတဲ့ကျွန်တော်တို့ဆူတောင်းတယ်ဆိုတော့ကျွန်တော်တို့ဖះစီကိုလှမ်းပြီးတော့တောင်းတာကျွန်တော်တို့အများနဲ့ဝိုင်းပြီးတော့ဆူတောင်းမယ်နှလုံးသားနဲ့ဆူတောင်းလို့ရှိရင်ကျွန်တော်တို့ဖះပေးမှာပါအဲ့တဲ့ကြောင့်ကျွန်တော်တို့အကုန်လုံးအတူတကွဆူတောင်းကြအောင်နောက်ဆုံးကျွန်တော်ဆူတောင်းချက်နဲ့အာမင်အကုန်လုံးဝိုင်းပြီးအာမင်လို့အောင်ဟုတ်ဟာလေလုယာတရှင်မြတ်ဆုံးလင်တော်မူရဲ့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းပြီးတာသမီရောက်စီတိုင်းပေါ်၌မြတ်တော်သွန်လောင်းပေးတော်မူတော်ဦးအဖာကိုရောအိနာမတော်ကိုချီးမွမ်းပါရယ်ယနေ့အချိန်ခါမှာကျွန်တော်တို့ဤကဲ့သို့ကိုရောအထံတော်ဘာ၌အတူတကွ
မိတ္တဟာယပြုဝိတကာလကိုရောထံတော်ပါ၌တောင်းဆိုနိုင်သောအခွင့်ကိုရောထံတော်ဆူတောင်းဆက်ကပ်နိုင်သောအခွင့်ပေးတဲ့အတွက်ကြောင့်ကိုရောယေရှုတင်ပါတယ်ဟာလေလုယာကိုရောယခုချိန်မှာကျွန်တော်တို့နိုင်ငံအတွင်းကိုရောကိုဗစ်ယောဂကြောင့်၎င်းစစ်ပေးကြောင့်၎င်းကိုရောလူသေးဆုံးမှုတွေအယံများနေပါတယ်ဟာလေလုယာကိုရောအဲ့ဒီအတွက်ကြောင့်လဲကိုရောလည်းဝယ်တော့အနှံနဲ့ဟာလေကိုရောအမြန်ဆုံးလွတ်မြောက်တော့အခုကိုရောပေးသနာတော်မူပါဟာလေလုယာကိုရောဒီကိုရောမတတ်နိုင်တဲ့ဘာမှမရှိပါဘူးအဲ့ဒီအတွက်ကြောင့်ကိုရောကျွန်တော်တို့ကိုရောဤလက်ဝယ်သူအနှံနဲ့ဟာလေလုယာကိုရောတော်ထဲရောက်နေကြတဲ့စစ်ပေးဆောင်ကလေးတွေကလေးမိသားစုတွေဟာလေလုယာကိုရောစားရမယ်တောက်ရမယ်နေရတဲ့လူတွေအပေါင်းတို့လည်းဆူတောင်းပေးပါရဟာလေလုယာကိုရောလက်ဝယ်သူအနှံနဲ့ကိုရောအကောင်းမွန်ဆုံးပြင်ဆင်ပေးပါဟာလေလုယာကိုရောဖန်ဆင်းထားတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ကိုရောအလိုမရှိလို့ရှိရင်ကောင်းကင်ကစာငှက်တောင်မှအထဲကိုမြေကြီးပေါ်သို့မကျစေရလို့ကိုရောပြောတဲ့ဂတိတော်အတိုင်းကိုရော၎င်းတို့၏အစာနဲ့အသက်အတွက်ကိုရောအဝတ်အစားများအတွက်ဟာလေလုယာကိုရောကွယ်ကပေးသနာတော်မူပါဟာလေလုယာကိုရောထိုတဲ့မဟုတ်ဘဲနဲ့ကိုရောကျွန်တော်တို့မှာကိုရောနိုင်ငံဝန်ထမ်းတွေဖြစ်တဲ့လူတွေဟာလေလုယာကိုရောအကြောင်းမျိုးမျိုးကြောင့် CTM ဝင်တဲ့သူတွေအကြောင်းမျိုးမျိုးကြောင့် CTM မဝင်နိုင်တဲ့သူတွေကိုရော၎င်းတို့လည်းကွယ်ကာတော်မူပါဟာလေလုယာပါကိုရောနိုင်ငံကိုကျေပြန့်စေသောသူတွေဖြစ်ဖို့ရန်အတွက်ကိုရောနိုင်ငံတော်ကိုပြုပြင်နိုင်သောသူများဖြစ်စေတော်မူပါဟာလေလုယာကိုရောယေရှုတင်တယ်missionary သွားနေကြတဲ့ကျွန်တော်တို့ဆရာမတွေအတွက်လည်းကိုရောလက်ဝဲသူအနှံနဲ့ဟာလေလုယာကျွန်ုပ်တို့ကိုရောနေညီဝတ်စွာတက်တာစွာနေခံခွင့်ပေးတဲ့ကဲ့သို့၎င်းတို့လည်းညီဝတ်တက်တာစွာနေထိုင်ခွင့်ပြီးတော်မူပါ၎င်းတို့ပြောဆိုတဲ့ကိုရော၎င်းတို့ဤနှုတ်ဟာကိုရောဤဝိညာဉ်တော်ကိုရောအမိပြုပြီးတော့ပြောသောနှုတ်စကားများဖြစ်စေတော်မူပါဟာလေလုယာဤဖခင်ကြောင့်အတွက်လည်းဆုတောင်းဆက်ကနှံပါဟာလေလုယာကိုရောဤဖခင်ကြောင့်ကိုလည်းကိုရောတည်တံ့စေတော်မူပါခိုင်မြဲစေတော်မူပါဟာလေလုယာကိုရောလူမျိုးအပေါင်းတို့မိတ္တဟာယအမြဲတမ်းပြုနိုင်သောဖခင်ကြောင့်ဖြစ်စေတော်မူပါဟာလေလုယာကိုရောပြောထားခဲ့သို့ကိုရောလူတယောက်စီနှုတ်ကဝန်တွင်ဒီကိုရောဖခင်ကြောင့်ဖြစ်သည်ဟုဆိုတဲ့ကဲ့သို့ဤဖခင်ကြောင့်ကိုလည်းကိုရောဤနှုတ်ဝန်ဖြစ်စေတော်မူပါဟာလေလုယာကိုရောယေရှုတင်တယ်ဟာလေလုယာကိုရောဤမိတ္တဟာယအတွက်တော်၎င်းဤမိတ္တဟာယအတွင်း၌ရောက်လာကြသောမိသားစုဆရာမများဤအတွက်တော်၎င်းဆုတောင်းဆက်ကအနှံပါတယ်ဟာလေလုယာကိုရောယေရှုတင်တယ်၎င်းတို့ရဲ့အသက်ကိုရော၎င်းတို့ဤသွားရလာရလမ်းကြောင်းအဝမှတည်ကိုရော၎င်းတို့၏စင်မပြေမှုများကိုရောဤဝိညာဉ်တော်အဖြစ်ဖေးမှပေးသနာတော်မူပါဟာလေလုယာကျွန်တော်တို့အသက်တာအားလုံးကိုလည်းကိုရောဤလက်ဝဲသို့အနှံတယ်ဆေးရုံစိတ်ခန္ဓာရောက်နေကြသောနာမကျမ်းဖြစ်တဲ့သူတွေအတွက်တော်၎င်းဟာလေလုယာကိုရောထောင်၌ရောက်နေကြသောဟာလေလုယာအချုပ်သားများအတွက်တော်၎င်းဆုတောင်းဆက်ကအနှံတယ်ကျမ်းမာခြင်းအခွင့်လွတ်ငြိမ်းခြင်းအခွင့်ကိုရောပေးသနာတော်မူပါကိုရောဤလက်ဝဲသွင်းအကုန်လုံးရှိတဲ့အတွက်ကြောင့်ကိုရောဤနာမတော်ကိုအမြင်ပြုပြီးဆုတောင်းပါတယ်ဟာလေလုယာကိုရောယေရှုတင်တယ်ယနေ့ကဲ့သို့မိတ္တဟာယပြုနိုင်သောအဖွင့်မိတ္တဟာယဆက်ပြီးတော့ထားနိုင်တဲ့အခွင့်ကိုလည်းကိုရောကျွန်တော်တို့ပေးသနာတော်မူပါအချင်းချင်းချစ်ခင်သောအချင်းချင်းယုံကြည်သောအချင်းချင်းကျင်နာသောလက်သွဲသောဖေးမသောဤအသင်းဖြစ်စေတော်မူပါဟာလေလုယာကိုရောကျွန်တော်ဤဆုတောင်းဆက်ကအနှံမှုများအကုန်လုံးကိုရောဤလက်ဝဲသို့အနှံတယ်လို့တင်မဟုတ်ဘဲနဲ့ကိုရောကျွန်တော်ဤဆရာမများဤဂရစ်ကတော်၎င်းဟာမရှိတဲ့ကိုရောဤနှုတ်ကပတ်တော်တရားကိုဝေမျှသောဆရာမအကုန်လုံး၏အသက်တာကိုတော်၎င်းတနိုင်ငံလုံး၌တော်၎င်းတစ်ကမ္ဘာလုံး၌တော်၎င်းရှိသောအသက်တာအသီးသီးကိုရောလက်ဝဲသို့အနှံတယ်၎င်းတို့၏အသက်တာကိုလည်းကိုရောလမ်းပြပေးတော်မူပါကိုရောဖေးမပေးတော်မူပါကိုရောဆောင်ခြင်းပေးတော်မူပါကိုရောဤတာယာတော်လမ်းဖြစ်စေတော်မူပါကိုရောဤနိုင်ငံတော်ကျေပြန့်စေတော်သူများဖြစ်စေတော်မူပါဟာလေလုယာကောင်းကြီးပေးပါ၎င်းတို့မိသားစုအသီးသီးပေါ်၌လည်းကိုရောကောင်းကြီးပေးပါ၎င်းတို့သားသမီးများအရောက်စီတိုင်းပေါ်၌လည်းကိုရောကောင်းကြီးပေးပါယေရှုတင်တယ်ဟာလေလုယာကိုရောယေရှုတောင်းဆက်ကအနှံခြင်းအကုန်လုံးဤသားသမီးအရောက်စီတိုင်းယေရှုတောင်းဆက်ကအနှံခြင်းများကိုကိုရောညာညောင်းပြီးအခါမှာကျွန်တော်တို့ကိုရောအကောင်းဆုံးကျွန်တော်တို့ပြန်ပြီးတော့ကိုရောဤကောင်းကြီးနာမတော်များချပေးမယ်လို့ကျွန်တော်တို့ယုံကြည်တယ်အဲဒီအတွက်ကြောင့်ကိုရောဤနာမတော်မြှင့်ပြုပြီးဆုတောင်းဆက်ကအနှံတဲ့အခါမှာတပါးသီးတော်သားတော်သခင်ယေရှုနာမအဖြစ်ဆုတောင်းဆက်ကအနှံကြပါ၏အိုအဖာအာမင်
ဆီယာမခဏခဏတက်လာလို့ကျွန်တော်ပဲတစ်ခါတည်းကြီးညာလိုက်တော့မယ်ဟုဆရာအချန်ရဲ့ဒေသနာအဖြစ်ကျွန်တော်တို့ခွန်အားယူကြအောင်sorry ကျွန်တော်မှားသွားလို့တပင်တိုင်းတရှင်ဆရာမဗန်နွမ်ဆုံဆရာဗန်နွမ်ဆုံokay 할렐루야. 인연이 천천말에 쿠루묘 쿵카쿵 빈신 베라 피하신 나마로 다이봉지 바세. 맴효린데 드니마니 윙케 인 수라트 천이네 쿵 아주자야. At name
တော့ရောက်စီတို့ဖက်ပြီးပုံချပေးပါစေ ဒီနေ့ပါဝင်ဆက်ကအစေခံကြတဲ့စူတောင်းချအဖြစ်တော့ကောင်းကုံတို့ချင်းမွန်ချအဖြစ်တော့ကောင်းပါဝင်ဆက်ကတဲ့သူတွေနောက်မှာဘူလတင်ပေးခြင်းအဖြစ်အလှငွေထည့်ခြင်းအဖြစ်ပါဝင်ဆက်ကတဲ့သူတွေဖျားသားသမီးတွေအားလုံးဖျားရှင်အားလုံးကိုဖျားရှင်တိဖန်ကောင်းကြည့်ပေးပါစေနောက်ပတ်ချက်ဆရာဟာတမ်ကတရားဟောမှာဖြစ်တယ်အစဉ်ပြေမလားဆရာပြည်တယ်ဆိုတော့နောက်ပတ်ချက်တဘာပတိကိုအခုထားကြီးကိုယောဟန်ထံတဘာပတိလောက်မှာဖြစ်တယ်အစဉ်ပြေမလားပြေပါတယ်နော်ပြေတယ်ဆိုတော့နောက်ပတ်ချက်သူတို့ကအချိန်မှာဖြစ်တယ်ဆိုတော့တကယ်လို့တက်တဲ့ခံချင်းတဲ့သူတွေပြီးတော့ကျွန်တော်ဆုတောင်းချင်းတဲ့သူတွေရှင်းလဲဒီတိုင်းကျွန်တော်ဆီမှာပြောဖို့အဆင်မပြေတော့မှအခုနဒီကျွန်တော်ရဲ့ bulletin စာရွက်လေးရဲ့နောက်မှာတစ်ခုရေးပြီးတော့လေအဲ့ဒါမှာဟောလို့ရတယ်ဒီမှာအလှငွေထည့်တဲ့ခါမှာပဲဖြစ်ဖြစ်အထဲမှာထည့်ပြီးတော့အထဲမှာပါတဲ့စာရွက်တွေကိုကျွန်တော်လိုက်ကြည့်ပြီးတော့လေကျွန်တော်ဒီနေရာမှာဆုတောင်းခံချက်တင်ပြခြင်းနဲ့ဆိုရင်လေဒီဘက်မှာဆုတောင်းခံဖို့အတွက်နေရာလေးရှိတယ်ပြီးတော့ဒီရှိဖက်ချမ်းလေးမှာဒီအောက်သားလေးမှာကိုက present worship တော့ဘာတော့မှာပါဝင်ခြင်းနဲ့ကိုကတီးခတ်တဲ့နေရာမှာပါဝင်ခြင်းနဲ့စက္ကတ်ခြင်းနဲ့ဒီကွန်ပျူတာဗီဒီယိုရိုက်ကူးတဲ့နေရာမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်အာရှာပဲဖြစ်ဖြစ်ခရီတာမှာပဲဖြစ်ဖြစ်တစ်ခုမှာပါဝင်ခြင်းနဲ့ဆိုတဲ့သူရှိလဲဒီမှာစက္ကတ်ပြီးတော့ကျွန်တော်တရားနဲ့တင်တန်းပေးပြီးမှဒီမှာကျွန်တော်ဆက်အတူတကွအစေခံပြီးတော့အမှုတော်မှာအတူတကွလက်တွဲကြမှာဖြစ်တယ်နောက်ကျောမှာတော့ခုနပြောသလိုပဲဆုတောင်းတင်ပြချက်ရှိတယ်ဆိုရင်လေဒီဘက်မှာတင်ပြလို့ရတယ်တကယ်လို့တင်းဝင်ခြင်းနဲ့ဆိုရင်လည်းတင်းဝင်ခြင်းနဲ့ဆိုရဲမိသားစုနာမည်လေးရေးပြီးတော့ဒီနေရာမှာတင်းဝင်ကလည်းကျွန်တော်ထောက်ပေးပြီးတော့ဒီလာမယ့်ပတ်မှာဆုတောင်းပေးခြင်းအဖြစ်အဲ့လိုမျိုးလေးလောက်ပြမှာဖြစ်တယ်ဆိုတာကျွန်တော်ဒီ bulletin ကိုလည်းအနေငယ်ပြောချင်တယ်ပြီးတော့လာမယ့်အပတ်ကကျွန်တော်ပွဲတော်မင်္ဂလာကျွန်တော်အတူတူအတုံဆောင်ရအောင်လာမယ့်အပတ်ကကျွန်တော်ဒီတနေ့ဒီချိန်မှာဒီနေရာမှာကျွန်တော်ပွဲတော်မင်္ဂလာအတူတကွတုံဆောင်ကြမှာဖြစ်တယ်ဆိုတာထပ်ပြီးတော့ကျွန်တော်ကျင်းညာချင်းမှာကျင်းညာချင်းလာဖြစ်တယ်ကျွန်တော် music အဖွဲ့တွေခဏလေးတချင်းတစ်ပေါက်လောက်ဒီဟာအဖွဲ့တွေကြည့်ရတာတချင်းဆိုတာမောဝအသေးတဲ့ပုံစံဆိုတော့ဒီ music band တွေခဏလေးအောက်ပြန်ဆင်းပြီးတော့တာရွက်ဆွေးခေါ်တာရွက်နီးအန်ငါကျူးဆိုတဲ့တချင်းကိုအတူတကွပြန်လဲပြီးတော့ဒီဆိုကြရအောင်ကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ခေါင်းစဉ်ကကျွန်တော်ရှင်ယောဟန်ခန်းကြီး၄အပိုင်ငယ်24ဖြစ်ပါလိမ့်မယ်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး၄အပိုင်ငယ်24ကိုကျွန်တော်ဒီနေ့တော့နောက်ကပတ်တော်မှာကျွန်တော်ဖျားတင်ကိုးကွယ်တော်သူဟာနာဝိငင်တော်သက်ဆိုင်တဲ့၎င်းကိုးကွယ်ရမယ်ဆိုတဲ့ကြံပိတ်ကိုကျွန်တော်ခေါင်းစဉ်အနေနဲ့ကျွန်တော်ရွေးချယ်ထားတာဖြစ်ပါတယ်ကျွန်တော်တီဆိုတဲ့အဖွဲ့ကိုဒီဆိုတဲ့အဖွဲ့ကကျွန်တော်တယောက်တည်းပဲကြားနေထင်တယ်အားလုံးတို့ကမတရားရအောင်နော်အားလုံးတို့ကမတရားပြီးတော့တာယနီအန်ဟာကျိုးဆိုတဲ့ကျွန်တော်ပထမအဆုံးတီဆိုတဲ့တခြင်းကိုကျွန်တော်ဆိုရအောင်ပထမအဆုံးတီဆိုတဲ့တခြင်းအဆင်ပြေလို့မโอเคဒါဆိုရင်အဲ့ဒါအဆင်မပြေဘူးတဲ့ဒါဆိုရင်ကျွန်တော်နောက်ဆုံးတီဆိုတဲ့တခြင်းလေးကိုပဲတူတူကပြန်လဲပြီးတော့တီဆိုရအောင်ကျေးဇူးတော်မှတပါးဆိုတဲ့တခြင်းဒါမှမဟုတ်ကိုရိုရှင်နာဆိုတဲ့တခြင်းအဆင်ပြေလားထိုးလို့ရလားရတယ်ဆိုရင်ကျွန်တော်ဒီတခြင်းတစ်လေးကိုတင်ရအောင်နော်အတင်လာမဟုတ်ဘူးအားလုံးရပြီးသားဖြစ်မှာပါကိုရိုရှင်အနာဆိုတဲ့တခြင်းကိုရိုရှင်အနာတချို့တို့လည်းတော်နည်းနည်းစိမ့်လိုက်မယ်ဒါမဲ့ကျွန်တော်ရဲ့အားနေတဲ့ချိန်အပြစ်ရှိတဲ့ချိန်မှာချစ်တဲ့ဘုရားသခင်ကိုချီးမွမ်းခြင်းတခြင်းလည်းဖြစ်တယ်ဖြစ်ရှိစဉ်ပြေကျွန်တော်အားနေစဉ်ပြေတခင်ရဲ့ကျေးဇူးကျွန်တော်တို့လုံလောက်ခဲ့ဝန်နေအငယ်ချေဝန်နေအငယ်ချေလမ်းစာပြောင်းနေချေအခ
ခိုင်မာဆုံးလက်တော်နဲ့ကျွန်တော်အားဆွေးခေါ်တယ်မိဝန်ထေရှိစင်ပြီမိဝန်ထေရှိစင်ပြီကျွန်တော်အားရွေးချယ်သူတခင်ရဲ့ချစ်ကကျွန်တော်ကိုရဲ့စေအတွေ့နဲ့ရွေးကားယူဖြောင်းမခဲစေသူကိုယ်တော်ကောင်းမြတ်ပါတယ်ကောင်းမြတ်လုံးပါတယ်ကိုယ်တော်ရှင်နာကိုယ်တော်ရှင်နာကိုယ်တော်ထံပါအလုံးချုံနေပြီအနှွေးတွေစေပြီဘာဆိုဘာမှထိုင်ရအောင်ဒီတခြင်းကိုကျွန်တော်ပြီးတဲ့ခါကျရင်အဆအဆုံးတည်တည်ချာပြန်ဆိုမှဖြစ်တယ်ဆိုတော့လောလောဆယ်တော့အဲ့လိုလည်းပဲအဆန်းလေးပဲပြီးတဲ့ခါမှတည်ချာပြန်ဆိုရအောင်နော်ဒါဆိုရင်ကျွန်တော်ကြမ်းချက်ကိုအတူတူကကြည့်ရအောင်ရှင်ယောဟန်ခရစ်အခန်းကြီးလေအပိုင်ငယ်24ကိုကျွန်တော်တစ်ချက်လောက်ကြည့်အောင်အပိုင်ငယ်24โอเคဖျားသခင်ဒီနာဝိငင်ဖြစ်ကဲကျွန်တော်တို့အတူတူကဒီကြမ်းချက်လေးကိုဖတ်ရအောင် ready 1 2 3ဖျားသခင်ဒီနာဝိငင်ဖြစ်တော်မူ၏ဖျားသခင်ကိုကိုးကွယ်သောသူတို့သည်နာဝိငင်နဲ့၎င်းသက်စာနဲ့၎င်းကိုးကွယ်ရမည်ဟုမိန့်တော်မူ၏ကောင်းကြီးပေးပြီးဖြစ်တဲ့နှုတ်ကပတ်တော်ကျွန်တော်ရုပ်စေတိုင်းအတွက်ဖျားရှင်တိတပံကောင်းကြီးပေးပါစေဒါဆိုရင်ကျွန်တော်နှုတ်ကပတ်တော်ထဲမှာအတူတကွာဒီဆင်ခြင်ရအောင်ကျွန်တော်ဖျားသခင်ကိုကိုးကွယ်တော်သူဒီလို့ပြောတဲ့ခုနကျမ်းချက်ရဲ့အထက်နားလေးမှာ23မှာတော့ကျွန်တော်ဘယ်လိုတွေ့ရတယ်လဲဆိုရင်ကိုးကွယ်တော်သူမှန်သမျှတို့သည်ခမဲတော်ကိုဖျားသခင်ကိုကိုးကွယ်တော်မယ်ဆိုပြီးတော့စိတ်ပိုင်းဖြတ်တဲ့သူတွေကတဲ့ခမဲတော်ကိုနောင်ဝိငင်နဲ့၎င်းဗာလဲသက်စာနဲ့၎င်းကိုးကွယ်ရမယ့်အချိန်ကာလဒီလာ၍ယခုပင်ရောက်လျက်ရှိအကြောင်းမူကားထိုသို့ကိုးကွယ်တော်သူတို့ကိုခမဲတော်အလိုရှိတင်းနဲ့ကျွန်တော်ရဲ့အလိုရှိတဲ့ပုံစံမဟုတ်ဘူးဘယ်သူအလိုရှိဖို့လဲခမဲတော်ဖျားအလိုရှိတဲ့ပုံစံနဲ့ငါတို့ကိုးကွယ်တလားဖျားသခင်ပြောတဲ့လူချင်းတဲ့အတိုင်းကျွန်တော်ကကိုးကွယ်တလားကိုယ့်ရဲ့အစဉ်ပြေတယ်လို့ပဲကိုးကွယ်တလားလောကမှာဘာသာတရားအများရှိတယ်ကျွန်တော်ကိုးကွယ်တဲ့အခါမှာကိုလိုချင်တယ်လို့ကိုလိုချင်တဲ့ပုံစံနဲ့ကိုးကွယ်မှုအများကြီးရှိတယ်ကျွန်တော်ခရိယန်ထဲမှာလည်းအဲ့လိုပါပဲဖျားသခင်လိုချင်နှစ်သက်တဲ့ပုံစံနဲ့ကိုးကွယ်တလားကိုယ့်ရဲ့အစဉ်ပြေမှုနဲ့ကိုးကွယ်တလားကျွန်တော်ကိုးကွယ်မှုပုံစံမှာကျွန်တော်ဘာတွေ့ရတယ်လဲဆိုရင်ဖျားသခင်ကိုကျွန်တော်ဆန္ဒကျွန်တော်ရဲ့အာတီတပြေဖို့ရန်အတွက်ကျွန်တော်အစဉ်ပြေတယ်လို့ဖျားကိုကိုးကွယ်တဲ့အရာကမှားယွင်းတဲ့အရာဖြစ်တယ်ကျမ်းစာထဲမှာတော့ဘယ်လိုပြောတယ်လဲဆိုရင်ကျေတော်လန်းကိုရှောက်တော်ဖွဲ့တွေကျေတော်လန်းဆိုတာကကိုလွတ်လပ်တယ်ကိုကြိုက်တယ်လို့ကိုးကွယ်လို့ရတယ်ကိုကြိုက်တယ်လို့ဖျားချောင်းသွားမယ်လာမယ်ကိုကြိုက်တယ်လို့နေမယ်ဘာနဲ့တူတယ်လဲဆိုရင်ကို့မှာဘူကြီးတော့ရှိတယ်ကိုယ့်ရဲ့အထက်မှာအရာရှိဘူကြီးရှိတယ်တဲ့ကျမ်းစာထဲမှာဘူကြီးတယောက်စစ်ဘူတယောက်စီမှာကိုကသွားပြီးတော့ခမည်းစီမှာငါလည်းတက်သားလုပ်မယ်ဆိုတဲ့လူကြတော့အဲ့ဒီဘူကြီးရဲ့စကားကိုနားထောင်ရမယ်ကို့တဘောနဲ့နေလို့မရဘူးတဲ့ဒါမဲ့မဟုတ်ကျွန်တော်ကြတော့ကိုကသူ့ကိုလည်းမနာခံဘူးကိုယ့်ရဲ့လူချင်းတဲ့ပုံစံနဲ့သူ့ကိုကိုးကွယ်တဲ့အခါမှာဒါဟာကိုယ့်ရဲ့အစဉ်ပြေတယ်လို့ကိုးကွယ်တဲ့ပုံစံမျိုးက
မရဘူးအဲ့လိုဖျားကိုကိုးကွယ်လို့မရဘူးဆိုတဲ့အကြောင်းဖြစ်တယ်ဒီနေရာလေးမှာကျွန်တော်တို့အရေးကြီးဆုံးစကားလုံးတစ်လုံးကိုကျွန်တော်ဒီနေ့ကောက်ချင်တာကဘာလဲဆိုရင်နာဝိငင်ဆိုတာကိုမပြောသေးဘူးသက်စာနဲ့ကိုးကွယ်ရမယ်ဆိုတဲ့စကားလုံးပါလာတယ်ကဲကိုးကွယ်တဲ့အခါမှာဘာနဲ့ကိုးကွယ်မလဲသက်စာနဲ့ဘာနဲ့ကိုးကွယ်မလဲသက်စာဘယ်မှာတွားရုံမလဲသက်စာဘယ်မှာယုံကျွန်တော်လည်းမသိဘူးဟိုတခါတော့ကျွန်တော်ဒီမယန်ကုန်မှာကျွန်တော်တရားဟောတဲ့အခါမှာကျွန်တော်အတင်းသားတယောက်ကဖျားတဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေးဥစွာရှာကြလောဆိုတဲ့ခေါင်းစဉ်ကျွန်တော်တရားဟောတဲ့အခါမှာပြီးတဲ့အခါမှာအတင်းသားတယောက် तू ကယုံကြည်သူမဟုတ်တဲ့ तू ကလည်းဒီဗုဒ္ဓဘာသာတယောက်ပဲ तू ကလာပြီးတော့ဆရာကျွန်တော်လေဖျားတဲ့နိုင်ငံတော်ရှာခြင်းနဲ့ဘယ်မှာသွားရှာမလဲတဲ့ကျွန်တော်မေးတာအဲ့ဒါမှာခေါင်းတစ်ပန်းကြီးသွားတာဘယ်မှာရှာခိုင်းကောင်းမလဲကျမ်းစာထဲမှာရှာခိုင်းမလားဒီတော့ကျမ်းစာထဲမှာရှာပေမဲ့လည်းမတွေ့ဘူးတဲ့ကျမ်းစာထဲမှာအဲ့လိုပါပြန်ရောဆိုတော့ဘယ်မှာရှာရအောင်ဆိုပြောလို့မရကျွန်တော်ပြောချင်တာကအဲ့ဒီချိန်မှာဖျားတင်ကျွန်တော်ဖော်ပြတော့ဩဖျားသခင်နိုင်ငံတော်ဆိုတာဘာလဲဆိုရင်ဖျားသခင်အုပ်ဆိုးမှုနိုင်ငံတနိုင်ငံမှာဒီမင်းရဲ့အုပ်ဆိုးမှုကိုအရင်ခါမှာဆိုပြီးတော့ပြောတဲ့အတိတ်ပဲဖြစ်တယ်ဆိုတာတန်ရှင်တော်ဝင်တော့ကျွန်တော်ပြန်ဖော်ပြတဲ့အခါမှာသူ့ကိုဖြည့်ရှင်းနိုင်တယ်နှုံးမဟုတ်ဘူးဆိုအဲ့ဒီနေရာမှာကျွန်တော်အချက်ကွေးပြီဆိုတော့သက်စာနဲ့ကိုးကွယ်မယ်ဆိုတော့ဘယ်လိုလဲသက်စာဆိုတာဘယ်မှာကျွန်တော်တွေ့ရတယ်လဲဒီနေ့သက်စာကိုကျွန်တော်ဘယ်မှာအသုံးများတယ်လဲကဲကျွန်တော်တော့တရားဟောရင်းနဲ့ခဏအမဲဖြေလောက်တတ်တဲ့သူတယောက်ဆိုတော့သက်စာဆိုတဲ့စကားလုံးဟာကျွန်တော်ဘယ်မှာအသုံးပြုတတ်တယ်လဲသက်စာဆိုတဲ့စကားလုံးဟာဘယ်မှာကျွန်တော်အသုံးပြုတတ်တယ်လဲအိမ်ထောင်ရဲမှာမာတော့မှန်တယ်ဒါပေမဲ့အိမ်ထောင်ရဲတစ်ခုထဲမှာအသုံးပြုတ်တာမဟုတ်သေးဘူးသက်စာဆိုတဲ့စကားလုံးလာရင်ဘေးစကားလုံးဟာသူ့ရှိမှဘေးစကားလုံးအရင်လာတက်တယ်လေခတိသက်စာဆိုတော့မလွန်းနဲ့တွေးထော်အောင်မှနဲ့ဒါမဲ့လွယ်သွားတယ်အဲ့ဒါကျွန်တော်အကူပါနော်ကျွန်တော်အကူကြီးပါကျွန်တော်ကြောင်ညာပေးတာဂတိသက်စာရှိမှပါလာတဲ့ဆိုဂတိဒါအများအားတွေးတတ်တယ်မဟုတ်ဘူးကျွန်တော်ပြောချင်တာသက်စာဆိုတဲ့စကားလုံးရဲ့ရှိမှဘယ်အရာလာတတ်တယ်လဲဆိုရင်ပါလာတယ်လဲကျွန်တော်ပြောတဲ့အခါကျရင်ထင်တမ်းငါပြောမလို့ပဲခုနဆရာပြောတော့အဲ့ဒီပုံစံနဲ့ခင်ဗျားတို့ပြောမှသိတယ်အဲ့ဒီပုံစံသက်စာဆိုတဲ့စကားလုံးကိုကျွန်တော်ကြားတာနဲ့ချက်ချင်းဘာကိုသွားတရိရတယ်လဲဆိုရင်ချက်ချင်းကိုသွားပြီးတော့တရိရတယ်မဟုတ်ဘူးလားချစ်ချင်းမေတ္တာဆိုရင်သက်စာကနောက်ကတွေးလာတယ်မင်းငါ့ကိုချစ်တယ်ကွာဆိုရင်ဘာလာတယ်လဲသက်စာရှိလားမရှိဘူးလားဆိုတော့နောက်ကနေလာတာဖြစ်တယ်ဂတိကတော့ခဏပေးတယ်ဒါပေမဲ့မတီးချဘူးဖျောက်ကိုလည်းဂတိပေးတယ်မတီးဘူးတချို့ဆိုမနေ့ကဒီမှာမင်္ဂလာဆောင်ပွဲလောက်ကြတယ်သူတို့ဂတိသက်စာဆိုတယ်ဒီနေ့ဒီအီလီမီယာဘာညာပေါ့နော်ဒါပေမဲ့တပတ်တောင်မခံဘူးကွဲသွားတဲ့အဖွဲ့တွေရှိတယ်အဲ့ဒီဂတိတွေကဘာမှမဟုတ်ချစ်ချင်းဆိုတာနဲ့ဘာလာတယ်လဲဆိုရင်သက်စာရှိသလားဆိုတာအမြဲတမ်းလာတယ်အဲ့ဒီချစ်ချင်းဆိုရင်ဘာလာတယ်လဲဆိုရင်ကျွန်တော်အခုနအိမ်ထောင်ရဲဆိုတဲ့စကားလုံးနဲ့ပတ်သက်တဲ့ဥစ္စာဘာလဲဆိုရင်ချစ်ချင်းဆိုတာနဲ့ကျွန်တော်ယောက်ျားရှိမယ်မိန်းမရှိမယ်ဆိုတာအလူလူသိပြတာဖြစ်တယ်ဒါဆိုရင်ကျမ်းစာထဲမှာဘာဖြစ်လို့ခရစ်တော်ကကျွန်တော်ကိုသူတို့သမီးအနေနဲ့အစားပြုတ်တယ်လေဘာလို့ကျွန်တော်ကိုသူတို့သမီးဆိုပြီးတော့ကိုစားပြုတ်တယ်လဲဆိုရင် तू ကကျွန်တော်ရဲ့သူတို့သားအနေနဲ့ဘာလို့ခရစ်တော်ကနေရာယူတယ်လဲဆိုရင်အဲ့ဒီချစ်ချင်းမြတ်တာဆိုတဲ့စကားလုံးကိုကျွန်တော်အနဲ့တိတ်ပဲဖွဲ့တဲ့အခါမှာလူပဲကျွန်တော်လူယောက်ျားလူမိန်းမမှာသက်စာရှိတယ်လို့မျိုးပုံစံနဲ့ဖះကိုကူးကွယ်ဖို့ဖြစ်တယ်ဆိုတော့ကျွန်တော်သက်စာဆိုတဲ့နေရာမှာဘယ်လောက်ထိသက်စာရှိတယ်လဲဆိုရင်ဖျားတဲ့လူကိုဖန်ဆင်းတော့အရန်သက်စာရှိအောင်ဖန်ဆင်းထားတာဖျားတဲ့နောင်တမြတ်ရဒလာမသိဘူးလို့တောင်းစင်စားတယ်တခါတည်းဘာကျန်းစာကြည့်တဲ့အခါမှာလူကတအားသက်စာရှိလို့ तू ကစိတ်များဆိုးသလားမသိဘူးဘယ်မှာလဲဆိုတော့ကျန်းစာထဲမှာကျွန်တော်အာဒန်နဲ့အေဝါကိစ္စပေါ့အာဒန်နဲ့အေဝါကိစ္စမှာအမှန်တကယ်ဆိုရင်တော့အာဒန်ကမစားဘူးစားတယ်မစားဘူး तू ကစာတန်ကကျွေးပေမဲ့မစားဘူးဆိုတာကိုတော့မသိဘူးဒါပေမဲ့ကျွန်တော်ဒီမှာတွေ့တာတိမိုသေဩရာစာပထမစာဆောင်ထဲမှာအခန်းကြီး1ထဲမှာတော့ကျွန်တော်ဘာတွေ့ရတယ်လဲဆိုရင်
ซาตานอ่ะอาดัมကိုမလှည့်စားနိုင်ဘူးတဲ့လူမိန်းမကိုတော့လှည့်စားနိုင်တယ်ဆိုပြီးတော့ပေါ်ပြထားတယ်အဲ့ဒီနေရာမှာအဲ့လိုပြောတဲ့အခါမှာမိန်းကလေးတွေကိုလှည့်စားနိုင်တယ်လို့ကျွန်တော်ခဏခဏပြောတဲ့အခါမှာတအားစိတ်ဆိုးကြတယ်ကျွန်တော်အမျိုးသမီးဆိုမပြောနဲ့တော့တယ်အဲ့ဒီဥစ္စာဘာဖြစ်လို့လဲဆိုတော့မိန်းမလို့ပြောတဲ့အခါမှာဆုံးဆိုလဲဆုံးမတရေဆိုလဲတရေမနက်ဆိုလဲနက်ကတော့အကုန်လုံးကအမတွေကြီးပဲဖြစ်နေတော့လှည့်စားနိုင်တာနက်တွေလှည့်စားနိုင်တာကမကနန်းတွေကြီးပဲဆိုတော့တိုက်အစီမပြေဘူးနော်ဘလူးဆိုလဲဘလူးထီဆိုတာထက်ဘလူးမဆိုတာကပါလာညတော့အဖြူရောင်ကြည့်တွေ့တယ်ဆိုရင်လဲကာဝင်အရှင်နဲ့စပင်အရှင်နဲ့အဲ့ဒါမင်းကလေးတဘောတရားပေါ့နော်ဆိုတော့ဒါဟာကျန်းစာများပြည့်စုံသလားမသိဘူးလို့အဲ့ဒီမှာတအားသက်စာရှိလွန်းလို့သူ့မင်းမစားပြီးသားစားလိုက်တော့မထူတော့ဘူးသူလေးတည်တော့မယ်ဆိုတော့ငါလဲငါမင်းမနဲ့အတူတူတည်မယ်ဆိုပြီးတော့သူ့တဘောထားနဲ့သူ့ဟာသူစားပြီးမှစာတန်ကမလှည့်စားနိုင်ပေမဲ့သူ့ဟာသူနဲ့ရွေးချယ်ပြီးမှစားပြီးမှသူနဲ့အတူတူမင်းမနဲ့တည်ချင်းလမ်းကိုရွေးချယ်ထားတယ်အဲ့တော့မှသက်စာရှိလွန်းတဲ့အခါမှာသူ့မင်းမအတွက်တအားသက်စာရှိလွန်းတော့ပြင်းရတဲ့ဟိုမှာဓမ္မတိချမ်းမှာတော့အဲ့လိုမရတော့ဘူးမရတော့ဘူးတဲ့ယေရှုကပြောတယ်ဒီခါမရတော့ဘူးမင်းတို့မင်းမကိုတော့ချစ်တော့ချစ်ပေါ့ဒါပေမဲ့အချင်းသူဒီလိုက်ဆိုပေးပါအောင်အချင်းသူဒီငါကိုစိကလူတော့သူဒီကိုခင်ပွန်းတွေပါလာပြီပြီးတော့တာသမီးတွေပြီးတော့ကိုမိဘတွေဖျားသခင်ထဲသူ့ထဲဘူးချစ်လို့မရတော့ဘူးဆိုတာပါလာပြီအဲ့ဒီမှာဆိုတော့ဖျားသခင်ကိုတော့သက်စာရှိမယ်ဘယ်လောက်ထိသက်စာရှိမလဲကိုမိန်းမကိုရဲ့ခင်ပွန်းကိုသားသမီးပေါ်မှာချစ်ချင်းထက်ပိုပြီးတော့ချစ်ရမယ်ဒီနေရာမှာကိုယ်ွယ်ချင်းဆိုတဲ့စကားလုံးပါလာလို့ကြမ်းချက်တစ်ချက်ကိုကျွန်တော်တို့ခဏလေးကြည့်အောင်ကျွန်တော်တို့ရှင်ယောဟန်ခရစ်ဝင်အခန်းကြီးတိယောအခန်းကြီး9မှာအပိတ်ငယ်3မှာနောက်ကနေလိုက်ဆိုပေးပါအောင်တိယောအခန်းကြီး9အပိတ်ငယ်3ပြင်းရတော်တော့ကိုလို့ပြောပါအောင်ပြန်လိုက်ဆိုပါပြင်းရတော်တော့ကိုစောင့်ချင်းအရာသည်ဖျားကိုချစ်ရာရောက်၏ဖျားကိုချစ်တယ်ဆိုတာကဘာလဲဆိုရင်ဘာလဲပြင်းရတော်ကိုစောင့်တာပြင်းရတော်လို့ပြောတဲ့အခါမှာတမျိုးချင်းမထင်နဲ့ပြင်းရဆိုတာကဘာလဲဖျားကိုနာခံတာလို့ပြတဲ့ပြရတယ်ဆိုတော့ကျွန်တော်တို့မိန်းမကကိုယ့်ရဲ့ယောက်ျားကိုချစ်တယ်လို့ပြောတဲ့အခါမှာဘာကိုချစ်ချင်းမေတ္တာအဖြစ်ပြမလဲဆိုရင်တော့အဓိကတော့ကိုယ်ခင်ပွန်းကိုနာခံတာဟာချစ်ချင်းမေတ္တာရဲ့အဓိကအရေးကြီးဆုံးအရာဖြစ်တယ်ဒါကြောင့်ကျမ်းစာထဲမှာဘောလို့ဖော်ပြတယ်လေဆိုရင်မိန်းမတို့တဲ့အချင်းမိန်းမတို့ဒီတော့ဟာကိုယ်ခင်ပွန်းကိုနာခံရမယ်ဆိုတာကျမ်းစာထဲမှာပါလာတာဖြစ်တယ်ဒါကြောင့်သက်စာဒါမှမဟုတ်ချစ်တယ်ဆိုတဲ့စကားလုံးဟာဘာလဲဆိုရင်တော့နာခံခြင်းဥပမာတာသမီရှိတဲ့သူတွေတော့သိမှာပေါ့နော်ဒါပေမဲ့တာသမီရှိတယ်လို့ဆိုပေမဲ့ကိုယောဟန်ထွန်းတော်ဘာလို့ဆိုတော့သိအောင်မဟုတ်သေးဘူးနော်ကလေးငယ်သေးတယ်ဆိုတော့သိအောင်မဟုတ်သေးဘူးနည်းနည်းအခုကလေးနည်းနည်းကြီးလာပြီဆိုရင်ကိုယ့်ရဲ့တာသမီတွေကကိုယ့်အဖေကိုချစ်တယ်ဆိုတာဘာနဲ့တက်တည်ပြမလဲဆိုရင်ကိုယ့်အဖေကိုပတ်စံအများကြီးပေးပြီးမှကျွန်တော်ဒီမှာ iPhone နောက်ဆုံးပေါ်တွေပေးပြီးမှကတော့တာကိုဖခင်ချစ်တယ်လို့မခေါ်ဘူးအဲ့ဒါကိုပေးပြီးမှဖခင်ကိုမထီလေးစားလို့ရင်အဲ့ဒီပစ္စည်းတွေကအကုန်လုံးရိုက်ခွဲပစ်လိုက်မှာကျွန်တော်ဖုန်းကြီးကိုကျွန်တော်စကပုံမှာဖုန်းကြီးကိုကောင်းကောက်ပြီးမှကတော့တယ်ဆိုတာကအရင်ကောင်းကောက်ပြီးမှကတော့တယ်ဆိုတာအထက်ပြမရှိတော့သူကကတော့တယ်ဆိုရင်ယူတယ်ရမယ်လေးစားရမှာဖြစ်တယ်ပြောချင်တာကဖခင်တယောက်အနေနဲ့အလူချင်းဆုံးအရာကအဲ့ဒီနောက်ဆုံးပေါ် iPhone ကြီးနဲ့တွားပြီးတော့ကတော့တာမဟုတ်ဘူးဖခင်လူချင်တာပါလဲဆိုရင်ကိုသားသမီးကကိုယ့်ရဲ့အဖေကိုနာခံတာကအဲ့ဒါအဖေကိုချစ်ရာရောက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ဒီနေ့ကိုအမေတွေကိုအဖေတွေကိုခင်ဗျားတို့ဘာမှလုပ်ပေးနိုင်တာမဟုတ်ဘူးလုပ်ပေးနိုင်တော့မှအဲ့ဒါတစ်ထပ်ပူပြီးတော့ပျော်တာကခင်ဗျားတို့ကိုအဖေအမေကိုနာခံတာအဲ့ဒါအချစ်ဆုံးပဲချစ်ဆုံးတဲ့အရာပဲဒါကြောင့်ကျမ်းစာထဲမှာပါလဲဆိုရင်ဖယားသခင်ကိုကိုးကွယ်တော်သူဟာနာဝိညာဉ်နဲ့၎င်းသက်စာနဲ့၎င်းလို့ပြောတဲ့အခါမှာသက်စာရှိတယ်ဆိုတာပါလဲဆိုရင်ဖယားကိုပဲနာခံတယ်အစမှာတော့သက်စာဖောက်သွားတဲ့အာဒံကမစားနဲ့ဆိုတဲ့အရာကိုတွားစားလိုက်တာသက်စာဖောက်သွားတဲ့ဖယားကို
ဒါမဲ့ဒုတိယမှာယေရှုကို तू ကစာတန်ပြန်လှည့်စားတယ်စားဤကြောက်ကိုမုံဖြစ်စေပြီးတော့စားပါဒါမှမဟုတ်အေးအပေါ်ကနေဖျားချောင်းကနေဗိမာန်တော်နဲ့ခုံချပါဒါမှမဟုတ်ကြည်စမ်းပါခင်ဗျားတို့လောကကိုပြန်ရွေးချယ်မယ်ဆိုတဲ့စီးစိမ်တွေအားလုံးငါပေးမယ်ခဏလည်းငါ့ကိုဒူးထောက်ပါဒါပေမဲ့ तू ကဘာပြောတယ်လဲဆိုရင်လူအသက်ရှင်ခြင်းဟာတဲ့စားစရာနဲ့မဆိုင်ဘူးတဲ့လူဟာအသက်ရှင်ဖို့အရေးကြီးဆုံးကဖခင်ရဲ့စကားကိုနားထောင်ခြင်းဖြစ်တယ်ဟာလေလုယာကျွန်တော်ရဲ့အသက်ရှင်ဖို့ရန်အတွက်ဘာမှလုပ်ဆရာမလို့ဖခင်ကိုနာခံမယ်ဆိုရင်ထာဝရအသက်နဲ့ပတ်သက်တဲ့အရာအမှဖြစ်တယ်ဆိုတော့ကျွန်တော်ဗာပြောချင်တယ်လေဒီညမှာဖျားတယ်ကိုးကွယ်တယ်လူအများကြီးတော့ကိုးကွယ်ကြတယ်ဖျားကိုကိုးကွယ်ကြတယ်ဒါမဲ့ကိုးကွယ်ပဲမဲ့ကိုးကွယ်တာချင်းမတူဒီညမှာကျွန်တော်ရှမတ်ခရစ်အခန်းကြီးခုနှစ်မှာတော့ဖျားကိုတင်လို့ခေါ်တယ်သခင်ဖျားဒါပေမဲ့ခမရတော့ဖျားလို့ပြောတဲ့အဖွဲထဲမှာတချို့ကြတော့တရားဟောဆရာကြီးတွေလည်းပါလာတယ်တချို့ကြတော့ဆရာမကြီးတွေလည်းပါလာတယ်ဆိုတော့မင်းတို့ကငါ့ကိုတအားယူတယ်တလို့နဲ့ဖျားလို့စိတ်ကကြတယ်ကိုးကွယ်ကြတယ်ဒါပေမဲ့မင်းတို့ကငါအတိအလင်းပြောမှာကမင်းတို့ငရေသွားပါလို့မင်းတို့ကိုငရေသွားမဲ့အဖွဲတွေလို့မင်းတို့ကငါပြောမယ်ဆိုပြီးတော့ပြောတဲ့အခါမှာနောက်လိုက်တွေအံ့ဩတယ်ဟာဒါဆိုငါတို့တရားဟောတယ်ငါတို့ကဖျားအတွက်ပါဝင်တဲ့ဆက်ကတည်းအလှငွေထည့်တယ်ဘာဖြစ်လို့ငါတို့ကငရေကြမှာလဲဆိုတဲ့မေခွန်းလာတဲ့အခါမှာယေရှုပြောတယ်လေငါစကားကိုနားထောင်တော်သူရဲ့ငါစကားကိုကြားပြီးမှနားထောင်တော်သူဟာကြောက်ပေါ်မှာအိမ်ဆောက်တော်ပညာရှိငါစကားကိုကြားပေမဲ့နားမထောင်တော်သူဟာဒီပင်လေကမ်းခြေမှာရှိတဲ့သဲနဲ့ဆောက်ထားတဲ့သဲအိမ်လေးပေါ်မှာအိမ်ဆောက်တယ်လို့ပဲရေကြီးတဲ့ခါမှာအိမ်ကပျက်စီးတော့မှာအဲ့ဒီလူဟာဘယ်တော့မှကောင်းကင်နိုင်ငံမြောက်ငရေရောက်မှဖြစ်တယ်ဆိုတော့အဲ့ဒီစကလုံးမှာအရေးကြီးဆုံးစကလုံးကဘာလဲဆိုရင်ကြားပြီးမှနားထောင်တော့အဖွဲနဲ့ကြားပြီးမှနားမထောင်တော့ဖွဲပြောမယ်ဆိုရင်တော့သက်စာရှိတဲ့ခရိယာနဲ့သက်စာမရှိတော့ခရိယာဆိုပြီးတော့နှစ်ဖွဲဖြစ်သွားတာဖြစ်တယ်ဒီညမှာယေရှုဟာရှမတ်ခရစ်ထဲမှာကျွန်တော်တို့ဘာဖော်ပြဥပမာဖော်ပြထားတယ်လဲဆိုရင်ငါဟာတတူသမီးဟာမင်းတို့နဲ့ဥပမာခိုင်းနိုင်ထားမယ်တခါတော့ကတဲ့တတူသမီး10ယောက်ရှိတယ်နှစ်ဖွဲ့ရှိတယ်9ယောက်ဖွဲ့နဲ့9ယောက်တစ်ဖွဲ့နှစ်ဖွဲ့ရှိတယ်အဲ့ဒီတတူသမီးဆိုရဲအဲ့ဒီဥစ္စာဒီ original ကျမ်းစာထဲမှာတော့သူတို့အားလုံးဟာတတူသမီးမဟုတ်ဘူးတဲ့တတူသမီး10ယောက်လို့မဟုတ်ဘူးတဲ့ဒီ10ယောက်ဟာ virgin 10ယောက်ရှိတယ်တန်ရှင်းတဲ့အမျိုးသမီး10ယောက်ရှိတယ်လို့ပဲအတိတ်ပဲဖော်ပြထားတာဖြစ်တယ်တဲ့ကျမ်းစာအခုအနှစ်ဖွင့်တာကတစ်မျိုးဖြစ်နေလို့ဆိုတော့ virgin 10ယောက်ရှိတယ်အဲ့ဒီ virgin 10ယောက်ထဲမှာ9ယောက်တော့သူကတတူသမီးဖြစ်ပြီးမှဒီ9ယောက်တော့သူကြတော့တတူသမီးမဟုတ်ဘူး virgin ဖြစ်တယ်ဆိုပြီးတော့အတိတ်ပဲရတယ်တဲ့အဲ့ဒီကျမ်းဆက်ဟာဆိုတော့သူတို့အားလုံးကတော့တတူသမီးလို့သူတို့တော့ခံယူတယ်ဒါပေမဲ့ဒီ9ယောက်မှာတော့တတူသမီးတကယ်ဟုတ်တယ်သူတို့ကိုတတူသမီးအတွက်သူတို့ကိုဆက်ထားတဲ့9ယောက်ဒီဆက်ချင်းမရှိတဲ့9ယောက်ကလည်းသူတို့အပြိုပဲ9ယောက်10ယောက်ရှိတယ်9ယောက်တော့သူကမင်းအိမ်နဲ့မီးစာရှိတယ်9ယောက်တော့သူကြတော့မင်းအိမ်ပဲပါလာပြီးတော့မီးစာစီမပါလာဘူးညမှာတတူသားဟာလာပြီးမှပွဲဝင်ကြတယ်မင်္ဂလာဆောင်ပွဲကျင်းပတဲ့အခါမှာအဲ့ဒါမှတတူသမီး9ယောက်ကြတော့အထဲဝင်တယ်9ယောက်ကြတော့သူတို့ကမင်းမှာမီးခွက်စီမရှိတဲ့အခါမှာငါတို့ကိုစီချေးစမ်းပါဆိုပြီးတော့သွားတဲ့အခါမှာငါတို့အတွက်ပဲရှိတယ်မင်းတို့အတွက်အပူမရှိဘူးဆိုပြီးတော့9ယောက်မှအပြင်မှာသွားပြီးတော့စီသွားဝယ်တဲ့ချိန်မှာအဲ့ဒီတတူသားတကားပိုက်ပြီးတော့ငါတို့ကတတူသမီးပါငါတို့လည်းဤတတူသမီး9ယောက်နဲ့အတူတူနေတယ်စောင့်ခဲ့တယ်ကိုရောကိုစောင့်ခဲ့ပါမယုံရင်အဲ့ဒီ9ယောက်ကိုမဲကြီးလိုက်လို့ပြောတဲ့အခါမှာတင်လို့ကိုငါအလင်းမသိအတွားကြဆိုပြီးတော့သူတို့ကိုအန်တွားခဲကြိုက်တဲ့နေရာမှာတွားခိုင်းတယ်ဆိုတာဥပမာဖော်ပြထားတယ်ကဲဒီနေ့တစ်ချက်ကြည့်အောင်ဘာဖြစ်လို့ဒီ9ယောက်နှစ်ဖွဲ့ထဲမှာဒီအတူတတူသမီး9ယောက်ကဘာနဲ့တူတယ်လဲဆိုရင်တော့9ယောက်ကြတော့တကယ်ဆက်ထားတဲ့9ယောက်ဆိုတော့အိုးငါကြတော့ငါ့ကိုချစ်တဲ့ခရစ်တော်ရှိနေပြီဆိုတော့ငါလည်းချစ်တော့မယ်ဆိုပြီးတော့ခရစ်တော်ကိုစောင့်တဲ့အခါမှာဒီ9ယောက်ကသက်စာရှိတယ်လောကမှာနေလေ तू အဆန္ဒတော့ရှိတယ် तू လည်း तू တခြားအပြိုတွေနဲ့အပျော်ပါလိုက်ခြင်းပဲမဟုတ်သေးဘူးငါကြတော့ငါ့ကိုဆက်ထားတဲ့ तू ရှိပြီဆိုပြီးတော့သူ့ဆန္ဒအတိုင်းအသက်မရှင်တော့ဘူး तू နဲ့ဆက်ထားတဲ့တတူသားလောင်းအတွက်ပဲ तू အသက်ရှင်လာတဲ့အခါမှာသက်စာရှိနဲ့တတူသားကိုစောင့်တဲ့အဖွဲ9ယောက်ရှိတယ်
နောက်9ရောက်အဖွဲ့ဆိုတာကသူတို့လည်းငါတို့လည်းတထုသမီးပဲငါတို့လည်းခရိယန်ပဲဒါမဲ့သူတို့ကတော့တကယ်ဆက်ထားတဲ့သူမဟုတ်တော့သူတို့ကသက်စာရှိဖို့မကြိုးစားဘူးသူတို့လိုချင်တာလောက်တယ်သူတို့တွေ့တာစားတယ်သူတို့တွေ့တာတောက်တယ်သူတို့ပျော်ပါတဲ့နေရာမှာတွားတယ် night club ရောက် night club ထဲမှာဝင်နေဟိုကသူတို့အဖွဲ့တဲ့လောကီသားတွေနေတဲ့နေရာမှာကြိုက်သူတို့အသက်ရှင်နေဘာဖြစ်လို့လဲဆိုသူကမျက်နှာကြည့်စရာသူတို့သားမရှိဘူးမလိုအပ်ဘူးကြိုက်သူတို့အသက်ရှင်လို့ရတယ်လွတ်လပ်တယ်ပြောချင်တာဒီနေ့မိတ်ဆွေသင်ဟာဖျားကိုတကယ်ချစ်တယ်ဆိုရင်သင်ဟာလွတ်လပ်တော်သူမဟုတ်တော့ဘူးသင်ကိုပိုင်ဆိုင်ထားတဲ့ဖျားရှိတဲ့အတွက်သူဖျားရဲ့မျက်နှာကိုကြည့်ပြီးတော့အသက်ရှင်တော်သူဆိုရင်သင်ဟာပညာရှိတဲ့သူသမီးဖြစ်လိမ့်မယ်ဒါမဲ့ကိုကြိုက်တယ်လို့အသက်ရှင်နိုင်သေးတယ်ကိုလောက်ချင်တာလောက်နိုင်သေးတယ်ဆိုရင်သင်ဟာအမှန်တကယ်သူသားပိုင်ဆိုင်မှုမရှိသေးတဲ့သူဖြစ်လိမ့်မယ်ထင်တယ်ကိုဟာကိုစမ်းစစ်စေချင်တယ်ဒါကြောင့်တင်းတို့ဖျားကိုကိုးကွယ်တဲ့အခါမှာနာဝိငင်နဲ့၎င်းသက်စာနဲ့လို့ကိုးကွယ်ရမယ်လို့ပြောတဲ့အခါမှာဖျားခင်ကျွန်တော်ကတော့ကိုးကွယ်တာတော့အချင်းချင်းတူတယ်ဒါပေမဲ့ဘယ်မှာသွားမတူတာလဲဆိုရင်သက်စာရှိမှုနဲ့သက်စာမရှိမှုမှာကျွန်တော်ကွဲသွားတာဖြစ်တယ်အမှန်ဆိုဒီချမ်းချက်ကိုကျွန်တော်ဒီအပေါ်ဖက်ကနေတောက်လျှောက်တဖြည်းဖြည်းကြည့်ပြီးတော့ကျွန်တော်တဆင့်မိတဆင့်ကျွန်တော်ဒီနေ့ဝင်ငှချင်တယ်ဒါပေမဲ့နည်းနည်းကြာသွားမှာဆိုလို့ကျွန်တော်ဒီတခြားစီစဉ်လေးများတဲ့အတွက်ကြောင့်ကျွန်တော်ဒီချမ်းပိတ်တစ်ပိတ်ကိုပဲကျွန်တော်ယူထားတာဖြစ်တယ်ဆိုတော့ဒီနေရာကရှမာရိအမျိုးသမီးနဲ့ခရစ်တော်နဲ့ယေတွင်းနားမှာတွေ့ပြီးမှကိုးကွယ်ဖျားကိုကိုးကွယ်ပုံကိုးကွယ်နေသူတို့ကပြောတဲ့အခါမှာအရင်တုန်းကတော့ထုံးစံအရာဒီလိုမျိုးဗိမာန်ဆောက်ပြီးတော့ဖျားเจ้าမှာတွားကိုးကွယ်ကြတယ်ဒီမှာတော့ကျွန်တော်ကဒီတောင်ပေါ်မှာတေပြီးမှရစ်ပလင်တေပြီးမှအခုခက်ကကျွန်တော်ဒီဆေဗီတီပထိုးတွေတေတယ်လို့ပေါ့နော်ဒီတောင်ဆိုတက်ရှိတဲ့တောင်ထိုက်လေးတွေမှာသူတို့ကရစ်ပလင်တေပြီးတော့အဲ့ဒါမှာဖျားကိုးကွယ်လည်းရှိကြတယ်ဆိုတော့ငါတို့ရှမာရိအမျိုးကြတော့ဤတောင်ပေါ်မှာငါတို့ဖျားကိုးကွယ်တယ်မင်းတို့ယူဒအမျိုးကြတော့ဒီဖျားเจ้าမှာဖျားကိုးကွယ်တယ်ဒါပေမဲ့ယေရှုပြောတယ်အဲ့ဒီကိုးကွယ်နည်းကတော့မူဟောင်းဖြစ်တော့မယ်မကြခင်အဲ့ဒီကိုးကွယ်နည်းမရှိတော့လူကဖျားကိုကိုးကွယ်တော့မယ်ဆိုရင်ဖျားเจ้าမှာတွားပြီးတော့သင်္ကန်းမှာကိုးကွယ်ဖို့မဟုတ်တော့ဘူးနေ့တိုင်းဖျားကိုသက်စာရှိစွာနဲ့ကိုးကွယ်တဲ့ချိန်ရောက်လိုက်မယ်ဆိုပြီးတော့သူကပြောတဲ့စကားလုံးဖြစ်တယ်ဆိုတော့ဒီနေ့မိတ်ဆွေတဲ့ဟာကိုဟာကိုတရုသားလို့ထင်ပေမဲ့ကိုဟာကိုတရုသမီးလို့ထင်ပေမဲ့အမှန်တကယ်ခရစ်တော်ကမသိတဲ့တရုသမီးများဖြစ်နေမလားဆိုတာစဉ်းစားစရာဖြစ်တယ်ကျွန်တော်ဗာပြောချင်တယ်လေဒီနေ့တကယ်ဖျားကိုတကယ်ကိုးကွယ်မယ်ဆိုရင်သက်စာရှိနဲ့ဖျားကိုကိုးကွယ်ပါသက်စာရှိလို့ပြောတဲ့အခါမှာဘယ်လိုသက်စာရှိရမလဲဆိုရင်ဖျားကိုနောက်ကနေလိုက်ဆိုပါငါကိုလို့လိုက်ဆိုပါအောင်စီကလူတော်သူဒီကိုငင်းပေရမည်ကိုလက်ဝါးကတိုင်ကိုထမ်းရွယ်ငါနောက်တော့လိုက်မည်ဒါဆိုကျွန်တော်ဖျားကိုစီးကတော့ငါဒီဖျားကိုစီးကတော့မယ်လို့မိတ်ဆွေတင်ဆုံးဖြတ်တယ်ဆိုရင်တော့ကိုငင်းပေးရမယ်ပြောချင်တာကိုစန္ဒကိုငင်းပေးတာကဖျားကိုသက်စာရှိတာဖြစ်တယ်အာမင်ဒီနေ့ဖျားကိုကျွန်တော်ကိုးကွယ်ခြင်းမဲ့ကိုစန္ဒမငင်းပေးနိုင်တဲ့အဖွဲကြတော့တထုသမီးအတူတွေဖြစ်တယ်စစ်မှန်တဲ့တို့သမီးကြတော့ကို့မှာဆန္ဒရှိတခြားအပြူလေးတွေသူတို့ပျော်ပနဲ့ခေါင်းလေးတွေနဲ့တွားပြီးတော့ဒီမိချောင်းမှာငါရင်းတွားတော့ချင်တာပေါ့နော်ဘယ်လိုပြောမှမသိတော့မြန်မာလူနဲ့အဲ့ဒါဆရာဟာတမ်ဘာတာပြန်ကောင်းမလားမသိနော်ဒီမိချောင်းမှာငါရင်းတွားတော့ရဲဆိုတော့ဘယ်လိုပြောမှလည်းမသိနော်သူလေအတွေ့အထားနဲ့လူပဲဆိုတော့သူလေတွားမယ်ပြောမယ်အဲ့ဒီမှာကောင်းလေးတွေနဲ့တွားပြီးတော့သူလေပျော်ပါနဲ့တွားနေချင်ဒါပေမဲ့သူ့ရဲ့အခြေအနေဘာလဲဆိုရင်အမေရိကန်ကနေသူ့ကိုလာပြီးတော့လက်ထပ်လိုက်ပြီးဆက်လိုက်ပြီးပွဲလေးလောက်လိုက်ပြီးသူအမေရိကန်ကိုမရောက်နိုင်တယ်လို့တဟာခါမှာသူကနေသေးတာဖြစ်တယ်အမှန်ကဆိုသူ့မှာဆက်ထားတဲ့ယောက်ျားရှိနေပြီဒါမဲ့လုံးစီသူ့ယောက်ျားနဲ့အတူတူမရှိဘူး तू ကကြိုက်တာလောက်နိုင်ပါတယ်ဒါပေမဲ့ तू ကမဟုတ်ငါ့ကိုဆက်ထားတဲ့ယောက်ျားရှိပြီဆိုတာကို तू သိပြီးမှသူ့ရဲ့စန္ဒကိုငင်းပေတာဟာသူ့ယောက်ျားအတွက်သက်စာရှိတာဖြစ်တယ်အားလုံးသဘောပေါက်မယ်ထင်တယ်ဒီနေ့ဖျားကိုကျွန်တော်ဖျားထန်ကျွန်တော်မရောက်သေးဘူးခရစ်တော်နဲ့မတွေ့သေးဘူးဒါပေမဲ့ဒီနေ့ကျွန်တော်လှောက်နိုင်တယ်ကျွန်တော်လည်းပါးစပ်ရှိတယ်ကျွန်တော်လက်ရှိတယ်ကျွန်တော်လည်းမျက်လုံးရှိတယ်လှောက်နိုင်တယ်အများကြီးဘာလို့မလှောက်တယ်လဲဖျားကိုကျွန်တော်သက်စာရှိလို့ဖြစ်တယ်ဟာလေလုယာဒါကြောင့်ဖျားကိုသက်စာရှိတယ်ဆိုတာအခုနကျွန်တော်ပြောနေတဲ့ဥပမာထဲကဟာခကောင်မလေးဟာသူ့ရဲ့
คิมบอลลองพี่เดอเมริกาไม่ชื่อคิมบอลลองฮะวันดาไม่เซไม่ส่วนตัวแต่อเมริกันกองจีขันสายรับพี่เดตัวตัวตะเกียบแต่ชื่อสื่อตะเกียบเอาโอเดนเนาะ US ก็จะเรากองเล่ด้วยสิจะเรายีซ่าสกัดออกมาเปียวเดียวดูมา iPhone เว็บเปียวท่าเดียวเพื่อดูเลยชีเดตัวเราว่าส่วนเราออนไลน์มาเปียดหน้าจีเจเด็ดตัวเล็กชูระบอกเพราะว่าปูแต่ไม่เอาตัวอยู่เลยตัวอะไรครับมาเลเซียมันเนาะข้ามามาเลเซียมาจะนอพาสต้าเราตรงอ่ะส่วนทีนตาเทมอะไรมิงเคลียอยู่เลยกองลงตัวมีอะไรเล็บตัวดาวส่งประมาณนี้ตัวปูท่าระเร่งคิดอันนี้เนี่ยRMอันนี้เนี่ยจะต้องจอดตัวอยู่บีบีข้ามาตัวยาวจ้าอยู่ละมาเลเซียมาโหว่าเนี่ยไทยเนี่ยเตะกุ้ยละเลยเดียวกันกองลงเอาเปียโยเปเร่เบียมาเลยตัวเวกันเนี่ยลาเปเร่อุตสาหเปียวชนะก็ลูดออกมาตัวเราชี้จ่าได้พอได้ชี้เด้ลูดออกมาตัวเบเนี่ยแต่สาชีมาตีเบเนี่ยหัวเนี่ยลาตะกูตะกะลาเท่าพันเนี่ยสปอนเซอร์ชี้เด้จะนอบาเปียวเช่นเดลส่วนยาวจ้าเดียวอันตัวลูเชนซงอ่ะมิงเคลเดียวแต่สาชีเนี่ยมิงเคลกูไปจะนอลูเชนอาพิเดลูบาเวพิอาดิคิอาจันโรกูแต่สาชีเด็ดทะลุตมีล้ออันนี้เนี่ยพยากาจันโรกูกูเกยเชื่อตัวขายชินาพิเดแต่สามชีเด็ดลูเดียวก็กูเกยระอิมตามายุนชาเรพยาดิคินเล็บพิเดสวรจันโรตีพูดล้วนเดด่าจังตะเกียบมาในบีสวรจันโรตีเด็กขามามาอะไรกาวเล็กอะไรตู้เย่ยีสากาแต่ชากาวเนี่ยตัวบีสวรตัวตีเด็กขามาบาพิเดเลยหัวปูราเลยกงลงยัดเดอพินอาชักคุยด่าตะคาเรออนไลน์มามิงเคลง่าวก็เบลูพิดเลยออนไลน์มาดับปงมาด่าง่าวเปียท่าเลยบางอย่างเนี่ยกงลงอาชักคุยด่ามิงเคลเลยอาจีเจอาชักคุยตัวเนี่ยอาลงตีตัวเลยฉันอาลงอะไรตีตัวพิดเปียวเชนาก็บาเลสุยดีเลยพยากูแต่สาชีเรตัวเรปมาพิอาที่ฉันกูกางจีเปเรสุรากูเลยฉันว่าแต่เพกันเนี่ยตีพยันเตลูอันเตสุโรดีเนี่ยไม่สวยดีเนี่ยฉันว่าพิอากูเกยเรสิมันเนี่ยกูเกยเชนสุราบาเลสุยแต่สาชีสวากูเกยเชนกูไปพิอาที่ก็เนี่ยแต่แต่พิเรแต่สาชีเชนสุราบาเลสุยกูสันดาลาเลยไม่กูเล่าเชนลาเลยไม่ได้ไม่ด่าพิอาก็มันเนี่ยแต่บุกว่าสุบิโรเลยกูส่วนพูดบิโรพิอาก็ลูเชนเนี่ยอยากน่าเลยด่าฮะแต่สาชีเชนลูเบอทุกคนเนี่ยจะนอยู่เชนพิเดเนี่ยใจจะนอยอัตตาเทมากูอยากสันดาหามีได้ทว่าลามาพิเดกูเลยไม่ชีเดกูเลยภาษาชีเดกูเลยอายะตาตีเทเรสุโรกูอยากสันดาข้ามีด้านลามหาข้าจะด่าพยามาจีบูพยาที่เขมาใจอูด่าพยาที่เขมาลูเชนอยากสุบิโรด่าเลยสุนเลยพยากูแต่สาชีเดแต่สาชีเชนพิเดสุเรอยาเลกูจะนอดีเนี่ยนกปะตัวอาเพจะนอได้ตัวเชนพิเดยาวเสียใจด้วยแต่สาชีโดแต่ดูแต่มีเมียเพียงในพวกลุงอาลุงพิจารณาของจีเปียบาเสจะโน้ตส่วนนี้จะโน้ตเปียวเด็กคนนั้นเปียวเนี่ยแต่เชิงกูทุกว่าเปลี่ยนเลยเปียวที่สุดใจเอาจะโน้ตคนนั้นกูโรชินนาสุดเอาสาเลกูทุกว่าเปลี่ยนเลยเปียวที่สุดเปียวจะโน้ตของจีกูจะโน้ตที่พักเขียนจีพิเดเสียโรทองดวงของจีเปียชาเปียที่เนี่ยสิวอยากถึงจะมาพิเดอาลุงมาใจใจเอาเปลี่ยนสวยอย่างจะน้องเปลี่ยนสีเส้นเปลี่ยนจะน้องเปลี่ยนสีเส้นเปลี่ยนจะน้องอันนี้เส้นเปลี่ยนแต่แค่จีซูจะน้องด้วยโลลาแค่วันในอ่างเงี้ยวันในอ่างเงี้ยลันซาเปียวเนเชใครมาส่งเล็ดโตเนจะน้องAmi one day she same beจะ know are you a chedu the key
စေသူအကိုတော်ကောင်းမြတ်ပါတယ်ကောင်းမြတ်လွန်ပါတယ်ကိုတော်ရှင်နာကိုတော်ထမ်းပါလုံခြုံနေပြီနှွေးထွေးစေပြီပါစုပါမာအစကနေကျွန်တော်ပြန်လဲပြီးတော့ဒီဆိုရမှာကျွန်တော်ပြည့်ရှိစင်ပြီကျွန်တော်အားနေစင်ပြီတခေရဲ့ချစ်စုကျွန်တော်တို့လုံလောက်ခဲ့ One day I need change လမ်းစာပြောင်းနေချင်ခိုင်မာဆုံးလက်တော်နဲ့ကျွန်တော်be one day she said me be one day she said me you know I wish you the kaya chica to know good yeah say and when you got you pyao ma ke ko ro kaung myan pare kaung myan lom pare ko ro shin na ko ro shin na ko ro tham ba lo chong ne bi nwe twe se bi ba su ba ma ko bi no bu lo in dwe ka ke je ko ro shin naဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ကြသောသားသမီးရောက်ရှိတိုင်းအပေါ်၌ဘုရားသခင်ရှိခြင်းမေတ္တာကယ်တင်ပိုင်ရှင်ခရစ်တော်၏ကြည်ညိုကရုဏာတော်တန်ရှင်တော်ဝိညာဉ်တော်မြတ်ထားဖွဲ့ခြင်းငြိမ်သက်ခြင်းဘွယ်မြောက်ခြင်းရှုကြည်အပေါင်းတို့သည်ရောက်ရှိတိုင်းပေါ်၌ကာလအရှင်မေတ္တိရှိတည်နေပါစေသောအာမင်